အထူးသဖြင့်လူနာတွေနားထောင်ဖို့ပေါ့လူနာတွေအတွက်အရည်ရွယ်တယ်ဆိုတော့မနာသေးတဲ့ပုံကိုယ်တွေမာနေတဲ့ပုံကိုယ်တွေအတွက်သူတို့နဲ့မသက်ဆိုင်ဘူးလားဆိုတော့အဲ့ဒီလိုမဟုတ်ဘာဖြစ်လို့လဲဆိုတော့အခုမနာသေးဘူးမာနေတယ်ဆိုတဲ့လူတွေလည်းပဲတစ်ချိန်ကြာရင်နာမှာပဲလေဒါဟာရှောင်လွှဲလို့မရတဲ့ဘဝရဲ့ကြီးမားတဲ့ဒုက္ခအဲ့တော့ဘယ်ချိန်နာမလဲဆိုတာတောင်ဘုံဘုံတို့သိခွင့်မရှိဘူးသေဆုံးခြင်းဟာအချိန်မရွေးတွေ့ရကြုံရနိုင်တယ်လို့ကျမကြီးဖောက်ပြန်ခြင်းလို့ဆိုတဲ့ဒီနာခြင်းတရားလည်းပဲအချိန်မရွေးတွေ့နိုင်တာပဲဒါကြောင့်မင်းကွန်းဆရာဘုရားကြီးကမမျောလင်ပဲဖြုံးကနေပေါက်လွဲနာနိုင်ဤဒီလိုလေးရေးတာဘုန်းဘုန်းတို့ခန္ဓာကိုယ်ကြီးထဲမှာပြင်းပြင်းထန်ထန်နှိပ်စက်မဲ့ယောဂဝေဒနာတွေကိုပေးမဲ့ပေါက်ပြန်မှုကြီးကဘယ်ချိန်မှာငါဘလို့နှိပ်စက်မလဲဆိုတဲ့အနေအထားမျိုးနဲ့အထဲမှာဘလောက်ထိပြင်ဆင်နေတယ်ဆိုတာဘုန်းဘုန်းတို့မသိနိုင်ဟုတ်လားဒါကြောင့်ငယ်ရည်သေးတဲ့လူတွေတချို့လည်းပဲအသက်မငယ်တော့ပေမဲ့လို့အသိဉာဏ်ငယ်တဲ့အတွက်ကြောင့်ကိုယ်နာလိမ့်မယ်ဆိုတဲ့အမှန်တရားကိုတောင်စိတ်ထဲမှာမထည့်မိကြတဲ့လူတွေကြိုတင်ပြင်ဆင်ဖို့အတွက်စဉ်းစားဆင်ခြင်ဖို့အတွက်သူတို့အတွက်လည်းပဲဒီတရားကအများကြီးကျုံးဝင်မယ်ပေါ့နော်နာခြင်းတရားဆိုတာအချိန်မရွေးရောက်လာနိုင်တယ်ငယ်သေးတယ်ဆိုပြီးတော့ရေဘူးရသဘောအဖြစ်တော့ငယ်သေးတဲ့လူတွေကကျမ်းပါတယ်ဆိုတော့နာခြင်းတရားနဲ့သူတို့နဲ့မဆိုင်ဘူးလို့ဒီလိုထင်ကြတာဘုန်းနေရဘုံဘုံတွေကိုအသက်30ကျော်တကားလေးတရားရောက်လာပုံဆက်ပြီးတော့တရားသဘောလေးတွေပြောတယ်တွေ့တော့မှသူ့ဘဝအကြောင်းလေးကိုသိသိချာချာသိရတယ်နော်အဲ့ဒါအသက်30အရွယ်မှာသားလေးတယောက်လည်းရှိတယ်အိမ်တော်ကြီးကလည်းတတရရအစသာရဆင်ပြေတယ်နော်အဲ့ဒီချိန်မှာပဲဘုန်းဘုန်းတို့ဘိုင်းနာတယ်ဆိုပြီးတော့ပြုံးနေဖြစ်တယ်အဲ့ဒါဆေးရုံတက်လိုက်တော့ဥမာကြီးကင်ဆာတယ်နောက်6လပြင်မနေရတော့ဘူးဟောဘဝကတခါတည်းပါဖြစ်သွားတော့ပြောင်းလဲရသွားတယ်နော်အဲ့ဒီဥကြီးကိုဖြတ်ထားတာကိုဘုံဘုံဓာတ်ပုံပြတယ်ကိုခန္ဓာရဲ့သဘာဝဟာဒီလိုရှိတယ်ဆိုတာကိုလေးနဲ့တဲ့အမြင်တွေကိုပေးနိုင်တယ်အဲ့ဒါအစာဟောင်းအိမ်1-8ကိုပြင်မဲ့ထုတ်ထားရတယ်သက်30ရွယ်လေးနော်အဲ့ဒါအိပ်ရပေါ်မှာ3ရက်တီးမျောနေတယ်မေ့နေတယ်ဘာမှမသိဘူးတတိယလာတဲ့အခါကျတော့6လလောက်သူ memory ပျောက်နေတယ်မမှတ်မိဘူးအဲ့ဒီ6လဟိုဘက်ကဟာလောက်ပဲမှတ်မိတယ်သူဘာလို့ဒီနားရောက်နေဘယ်နေရာလဲမသိဘူးအဲ့လိုဖြစ်တယ်အဲ့ဒါနဲ့နောက်တူတူပြောရပါစို့အဲ့ဒါဖြတ်ထုတ်လိုက်တော့နည်းနည်းတက်တာရတယ်အဲ့ဒါတစ်နှစ်ခွဲလောက်နေတဲ့အခါကျတော့အသေးမှာထပ်ပြီးတော့ကင်ဆာတွေ့တယ်ဖြစ်တယ်ကောဆိုတော့သွေးကြောကပေါက်သွားတဲ့အခါကျတော့သွေးထဲမှာအဲ့ဒီကင်ဆာဆဲတွေပြန့်သွားတော့ဒီကိုယ်လုံးမှာဖြစ်နိုင်ကြီးရှိတယ်ဆိုတဲ့အနေအထားပေါ့အဲ့ဒီမှာအသေးဖြစ်တဲ့အခါကျတော့အဲ့ဒီအကျိတ်ကဒီဘုံဘုံတို့အစာရင်ကိုသွားတဲ့အသေးရထုတ်တဲ့ဓာတ်ရည်တွေသွားမဲ့လမ်းကြောင်းပေါ့နော်အဲ့ဒါကိုသူကဖိထားတဲ့အခါကျတော့ပိတ်ဆို့ပြီးတော့အဲ့ဒီအရည်တွေကအစာရင်နဲ့မရောက်တော့ဘဲနဲ့ဓမ္မမို့တနည်းနည်းနဲ့ပေါ့လေဒီကိုယ်လုံးကိုပြန့်ပြီးတော့လူဒီကိုယ်လုံးဝါထိန်သွားတယ်အဲ့ဒါနဲ့အဲ့ဒီဥစ္စာကိုသူတို့ပိုက်ထဲဖို့ကြိုးစားတယ်အကျိတ်ကဖိထားတော့ပိုက်ကထဲလို့မရဘူးထဲမရတော့ဘာလုပ်ရတော့ဘိုက်ကိုနောက်တစ်ခါထပ်ဖောက်အဲ့ဒီအရေးအိတ်ကိုအခုပြင်မဲ့မှာထုတ်ထားတယ်အဲ့ဒီအရေးကလေးကိုတင်းနဲ့ဘုံဘုံကိုပြတယ်သူ့ဘိုက်တစ်ခုလုံးလည်းပဲဘုံဘုံတို့အင်ကြီးအစုပ်ကိုအချုပ်ဘလဘဖာရဘလဘနဲ့လှုပ်ထားတယ်လို့ပဲရစရာကိုမရှိဘူးဒါအသက်30ပဲငငယ်ပဲရှိသေးတာလေလူတိုင်းကကိုတော့ဒီလိုစိုးရတဲ့လောကဓာတ်နေနဲ့တွေ့မှာမဟုတ်ဘူးလို့ထင်ကြတာမထင်တဲ့ကြားတွေကပဲတွေ့ကြကြုံကြတာအခုအလွန်စိတ်မကောင်းစရာသတင်းတစ်ပုဒ်နော်ဆရာတော်ဥပိ္ပဇာတ12ပါးမြောက်တိပိဋကဒရအလွန်တော်တဲ့အလွန်ကောင်းတဲ့ဘုန်းတော်စိတ်ထဲမှာအလွန်ကြည်ညိုရတဲ့ဆရာတော်တစ်ပါးပေါ့ဒါအခုအဆုတ်မကောင်းဘူးဘန်ကောက်ကိုလေရင်စင်းလုံးနဲ့သွားမယ်လို့ပြောတယ်ဆူဆူဝါဝါမဖြစ်ပါစေနဲ့လို့ပဲဘုန်းတို့ဝိုင်းပြီးတော့ဆုတောင်းကြရမှာနော်ဒါဒီတရားကိုနားနေကြတဲ့ပုဂ္ဂိုလ်တွေ
ဆရာတော်ဥပိ္ပဇာတာအကြောင်းကိုသိကြမှာပဲဝိုင်းပြီးတော့မေတ္တာပို့ဖို့ပူဇင်တုတ်တွေရွတ်ဖို့ဒါကိုဘုံဘုံကဒီတရားပြောရင်းနဲ့ပဲတိုက်တိုက်ဆိုင်ဆိုင်ပြောခြင်းပါတယ်ဟုတ်လားအဲ့ဒါဘုံဘုံတို့တဲ့3နှစ်ပဲကြီးတယ်ဆရာတော်ဆိုတက်အရင်ကြီးသေးတာမဟုတ်အဲ့တော့အချိန်မရွေးဒီနာကျင်တရားဆိုတာတွေ့နိုင်ကြုံနိုင်တဲ့အတွက်ကြောင့်တွေ့လာကြုံလာတဲ့အခါမှာအစဉ်ပြေပြေရင်ဆိုင်နိုင်ဖို့ဖြတ်တိုင်းနိုင်ဖို့ဘုံဘုံတို့ကအများကြီးကြိုတင်ပြီးတော့ပြင်ဆင်ထားတဲ့ဒါဘဝမှာအရေးပါတဲ့လုပ်ငန်းကြီးတစ်ခုလို့သဘောပေါက်ရမယ်ဒါကြောင့်အိယာပေါ်မှာပြင်းပြထန်တဲ့ယောဂဝေဒနာခံစားနေကြရတဲ့ယောဂသည်တွေအတွက်မျှတာဒီတရားကရှိရတာမဟုတ်မကျမ်းမာသူများအတွက်လို့ဆိုတော့လည်းပဲမကျမ်းမာမိသူများအတွက်လို့လည်းဆိုနိုင်တယ်မကျမ်းမာမိသူများဆိုတော့ကြံသေးလားမကြံတော့အကုန်လုံးကမကျမ်းမာမဲ့သူတွေကြီးပဲအမှထူးတာမဟုတ်အရင်ဖြစ်တာနဲ့နောက်ဖြစ်တာပဲကွာဟုတ်လားဒါကြောင့်မို့လို့ဒီတရားလေးကိုမကျမ်းမာတဲ့လူတွေရောကျမ်းမာနေသေးတဲ့တစ်ချိန်မှမကျမ်းမာဖြစ်ကြမဲ့ပုံကိုယ်တွေရောအကုန်လုံးတာအလေးနဲ့ထားပြီးတော့နာယူကြည်ညိုကြဖို့လိုမယ်ပေါ့နော်ဘာဖြစ်လို့တော့ယောဂဝေဒနာနှိမ့်ဆက်လာတဲ့အခါမှာရင်မဆိုင်နိုင်လို့ကိုယ့်ရဲ့စိတ်တွေကပူလောင်ပြီးပင်ပန်းပြီးဆင်းရဲပြီးဟုတ်လားစိတ်တိုင်းမကြဖြစ်လာပြီးဒါကိုလက်မခံနိုင်မှုနဲ့ညှင်းဆန်နေတယ်ရုန်းကန်နေတယ်ဆိုရင်ဒါမျိုးဆိုဘုရားအဲ့လိုပုံကိုယ်မျိုးကိုဘယ်လိုဟောတော့ရှူးနှချောင်းရှူးတဲ့ပုံကိုယ်လို့ဟောတယ်ဒါဖြစ်လာတဲ့အချိန်မှာရှူးနှချောင်းမရှူးရအောင်ရှူးနှချောင်းရှူးတဲ့ပုံကိုယ်အညံ့သားမျိုးမဖြစ်အောင်ဘုံဘုံတို့ကအများကြီးကြိုတင်ပြီးတော့ပြင်ဆင်ထားရမယ်။ဒါရုပ်ပါဠိတော်မှာတန်လတုတ်တံဆိုပြီးတော့မြတ်စွာဘုရားဟောထားတယ်။တန်လဆိုတာညောင်းပေါ့နော်ရှူးပေါ့အဓိကကတော့ညောင်းလို့အဓိပ္ပာယ်ရတယ်။အဲ့ဒီတုတ်တံမှာမြတ်စွာဘုရားကဉာဏ်ရှိတဲ့ပုဂ္ဂိုလ်နဲ့ဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ယောဂဝေဒနာဖြစ်လို့ဒုက္ခဝေဒနာတွေပြင်းပြင်းထန်ထန်ဖြစ်လာပြီဆိုလို့ရှိရင်သူတို့နှစ်ယောက်ဘာကွာလဲလို့မိကွန်းထုတ်တယ်။တော့ယဟန်တော်တွေကမြတ်စွာဘုရားပဲဟောပြပါဆိုတော့မြတ်စွာဘုရားအေးတဲ့ဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေယောဂဖြစ်ပြီးဝေဒနာပြင်းထန်နှိမ့်ဆက်ပြီးဆိုလို့ရှိရင်ငါမှဖြစ်ရလေခြင်းဆိုပြီးတော့စိတ်ထဲမှာဝမ်းနေတယ်ကြေကွဲတယ်မကြည်မနှက်ဖြစ်တယ်ဒေါသဖြစ်တယ်ဒါကိုလက်မခံနိုင်ဘူးစိတ်ထဲမှာအကြီးအကျယ်ဒေါသနဲ့ပူရတယ်လောင်ရတယ်အဲ့ဒါဘာနဲ့တူလဲဆိုလို့ရှိရင်ပထမဆူတစ်ချောင်းဆူတယ်ခဏနေတော့အဲ့ဒီဆူနာမှာပဲနောက်ထပ်ဆူတစ်ချောင်းထပ်ပြီးတော့ဆူသွားပြန်တယ်ဆူဘယ်နှချောင်းတော့နှစ်ချောင်းဟုတ်လားအဲ့ဒါမြတ်စွာဘုရားဆူနှစ်ချောင်းဆူတဲ့ပုဂ္ဂိုလ်အဲ့ဒီမှာနည်းနည်းလေးအသေးစိတ်လေးပြောတာစိတ်ဝင်စားစရာကောင်းတယ်အသိဉာဏ်နေတဲ့ပုဂ္ဂိုလ်ဟာဒီလိုယောဂဖြစ်လာပြီဆိုလို့ရှိရင်ဒီဒုက္ခဝေဒနာရဲ့ပုံမှာသူကဒေါသနဲ့တုံ့ပြန်တဲ့အတွက်ကြောင့်ပဋိက္ခဏုတ္တယကိန်းတယ်ဒေါသဖြစ်တယ်အယုတ်ဓာတ်တွေထပ်ဖြစ်တယ်နော်တခါဒီဒုက္ခဝေဒနာဖြစ်လာတဲ့အခါမှာဒီဒုက္ခဝေဒနာကထွက်မြောက်ရာကိုသူဟာကာမဒုက္ခကလွဲလို့ဘာမှမသိတဲ့အတွက်ကြောင့်ကာမဒုက္ခကိုလှမ်းပြီးတော့တန်တတယ်တဲ့ဟောဒီစကားလေးကိုဘုံဘုံကကောင်းကောင်းနားလည်စေခြင်းယောဂနှိမ့်ဆက်လို့ဒုက္ခဖြစ်ပြီးဆိုရင် तू ဘာတန်တာကာမဒုက္ခကိုလှမ်းတန်တာတယ်တစ်ချိန်လုံးက तू တက်တက်တာလာလေးနေခဲ့တယ်ကောင်းကောင်းမွန်မွန်မြင်ခဲ့တယ်ကြားခဲ့တယ်စားခဲ့တယ်တောက်ခဲ့တယ်အဲ့လိုဖြစ်တဲ့ချမ်းသာမျိုးကာမဒုက္ခခေါ်တာ哦သူ့မှာဆိုလိုတာကဒုက္ခဝေဒနာကထွက်မြောက်ရာကိုကာမဒုက္ခကလွဲလို့တခြားသူမသိဆိုလိုတာကတရားချမ်းသာသူ့မှာမရှိဘူးတရားချမ်းသာနဲ့ပတ်သက်ပြီးတော့သူ့မှာအတွေ့အကြုံမရှိဘူးအဲ့ဒါကြောင့်မလို့ဒီဒုက္ခဖြစ်လာပြီဆိုရင်ဒုက္ခဝေဒနာကလွတ်မြောက်ရာကိုတရားချမ်းသာနဲ့အစားမထိုးနိုင်တဲ့အတွက်ကြောင့်ငကောကသူအတွေ့အကြုံရှိခဲ့ဘူးတဲ့ကာမဒုက္ခကိုပဲသူဘာလို့တော့လှမ်းပြီးတော့တန်တာတယ်ဟောဒီသဘောလေးသိချနာထားဟုတ်လားအဲ့တော့ဘာဖြစ်တော့ယာဂနုတ္တယကိန်းနေတဲ့ယောဂခံစားနေရရင်နဲ့တန်တာပြီးတော့ယာဂဖြစ်တယ်နော်တခါဒီယောဂခံစားနေရနေမဲ့တခါတခါဥပေက္ခဝေဒနာလေးတွေဖြစ်တယ်ဒီဝေဒနာကြောင့်ဘာမှမသိဘူးဘာကြောင့်ဖြစ်လဲဘလို့ချုပ်သွားလဲမသိဘူးအာရဝယ်လည်းမသိဘူးအပြစ်လည်းမသိဘူးထွက်မြောက်ရလည်းမသိဘူးအဲ့ဒီတော့ဘာဖြစ်တော့အဝိဇ္ဇာနုတ္တယကိန်းနေတယ်ဘာပြောတာတော့အသိဉာဏ်နေတဲ့ပုဂ္ဂိုလ်ဟာယောဂဖြစ်ပြီဆိုရင်လောဘဒေါသမောဟတွေနဲ့ပဲနှပန်းလုံးနေတာအဲကြောင့်မလို့သူ့ရဲ့ဘဝအနေအထားကဆိုးတဲ့ဘက်ကိုပဲဥတည်ပြီးတော့သွားနေတယ်တဲ့ဘောတန်တရားကလွတ်မြောက်ဖို့မဖြစ်နိုင်ဘူး။ဒါဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ယောဂဖြစ်လာတဲ့အခါမှာရင်ဆိုင်ပုံရင်ဆိုင်နေဆူနေချောင်းဆူဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကျအဲ့လိုမဟုတ်ဒါဟာလောကရဲ့သဘောဒါဟာခန္ဓာရဲ့သဘာဝလို့သောတော်တဲ့အစကြိုတင်ပြီးတော့နားလည်မှုရှိထားတဲ့အတွက်ကြောင့်ဒီဒုက္ခဝေဒနာနဲ့တွေ့လာတဲ့အခါမှာနော်ဒေါသမဖြစ်အောင်သူထိန်းနိုင်တယ်တိမ်နိုင်တယ်
ဒုက္ခဝေဒနာကထွတ်မြောက်ရာကိုကာမဒုက္ခလောက်တင်သူသိတာမဟုတ်ဘူးတရားချမ်းသာကိုသူသိတယ်ဒါကြောင့်တရားအသိနဲ့သူချမ်းချမ်းသာသာငြိမ်းငြိမ်းအေးအေးနေနိုင်တယ်ဒီဝေဒနာတွေရဲ့အကြောင်းကိုလည်းကောင်းကောင်းသိတဲ့အတွက်ကြောင့်ယောဂဖြစ်လာတဲ့အခါမှာသူလောဘဒေါသမောဟနဲ့နှစ်ပါးမလုံးရဘူးအေးအေးဆေးဆေးတည်နေနေရဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ယောဂဖြစ်လာတဲ့အခါမှာရှုနှချောင်းရှုတဲ့လူလိုမဖြစ်အောင်ဘုန်းဘုန်းတို့ကကြိုတင်ပြီးတော့ပြင်ဆင်ရမယ်ပေါ့နော်နောက်တစ်ခုဘုန်းဘုန်းတို့ဗုဒ္ဓဘာသာအတိုင်းဝိုင်းမှာအလွန်မှတွင်ကျယ်တဲ့အလွန်မှလူသိများတဲ့အလွန်ဖိုးတန်တဲ့စကားတစ်ခွန်းရှိအဲ့ဒါပါတော့ယောဂနဲ့ပတ်သက်ပြီးတော့ဘုရားဟောထားတာလေကိုနာတော်လည်းပဲစိတ်မနာစေနဲ့ဆိုတဲ့စကားဟုတ်လားဒါကလေ့ကျင့်ထားမှဘုန်းဘုန်းတို့မှန်မှန်ကန်ကန်သိအောင်လေ့လာထားမှစူးစမ်းထားမှသင်ယူထားမှအဲဒီသိတဲ့အသိကိုလည်းပဲကျင့်ဖန်များစွာလင့်ကျက်ထားမှကိုနာလာတဲ့အချိန်မှာစိတ်မနာအောင်သူနေတတ်မှာဒီစကားလေးကနကုလပိတာတက္ကကြီးကိုမြတ်စွာဘုရားဟောတာသိရနော်အလွန်အသက်ကြီးရင်တဲ့ဒီတက္ကကြီးမြတ်စွာဘုရားကြီးရောက်တော့တပည့်တော်နောက်ဆုံးရွယ်ရောက်နေပြီနောက်ထပ်မြတ်စွာဘုရားကိုတွေ့ဖို့မသေးကြတော့ဘူးဒါကြောင့်မို့လို့တပည့်တော်အတွက်အရှိသဖြင့်အကျိုးရှိမဲ့တရားစကားမိန့်ကြားတော်မူပါဆိုလို့မြတ်စွာဘုရားကအဲ့ဒီစကားတော်လေးကိုအမိန့်ရှိတာတက္ကကြီးခန္ဓာကိုယ်ကြီးကဒီတိုင်းပဲဥတလုံးလိုပဲအရေးပါးလေးနဲ့အုပ်ထားတာဘာခိုင်မာမှုမှမရှိဘူးအမြဲတမ်းနာကျင်ခံခက်နေတဲ့သဘောရှိဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့များကိုတခဏလောက်များကောင်းတယ်လို့ထင်နေမယ်မှတ်ထင်နေမယ်ဆိုလို့ရှိရင်ကိုကောင်းတယ်လို့မြန်ပြောမိမယ်ဆိုရင်ဒါမိုက်မဲခြင်းကလွတ်လို့တခြားအကြောင်းမရှိဘူးလို့ဟောတယ်တခဏမြကောင်းတယ်လို့ပြောခဲ့မယ်ဆိုရင်တော့ဒါမိုက်မဲလို့ပဲလို့ပြောတယ်ဒီစကားအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားကဒီရုပ်ခန္ဓာကိုယ်ကြီးနာနေတော့လည်းပဲစိတ်မနာအောင်သင်နေရမယ်အဲ့လိုဟောတော့သူအလွန်သဘောကျပြီးတော့အဲ့ဒါအပြန်ခရီးမှာရှင်သာရိပုတ္တရာဒီကိုဝင်တယ်ဝင်တော့ရှင်သာရိပုတ္တရာကမျက်နှာလည်းကြည်လိုက်တာမြတ်စွာဘုရားနော်တရားအမြတ်ရင်နဲ့သုံးလောင်းလိုက်ပုံရတယ်ဆိုတော့ဟုတ်တယ်မြတ်စွာဘုရားဒီလိုဟောလိုက်တယ်ကိုနာတော့လည်းပဲစိတ်မနာစေနဲ့လို့ဒီလိုကျင့်ရမယ်လို့ဟောလိုက်တယ်အဲ့လိုဆိုတခါကြီးမမေးခဲ့ဘူးလားဘယ်လိုပုဂ္ဂိုလ်ဟာကိုယ်လဲနာတယ်စိတ်လဲနာတဲ့ပုဂ္ဂိုလ်လဲဘယ်လိုပုဂ္ဂိုလ်ဟာကိုယ်သာနာပြီးတော့စိတ်မနာတဲ့ပုဂ္ဂိုလ်လဲဒါကိုခွဲပြသိအောင်သင်မမေးခဲ့ဘူးလားဆိုအဲ့လိုတော့ तू မမေးခဲ့ရအောင်အဲ့ဒါမထူးပါဘူးရှင်ဘုရားပဲဟောပါအဲ့ဒီမှာရှင်သာရိပုတ္တရာပေးတယ်ကိုနာတော့လည်းပဲစိတ်မနာအောင်ဘယ်လိုနေမလဲဆိုတဲ့မိဂုံးရဲ့အဖြစ်ဒါမျိုးကိုတည်တည်ချာချာမှတ်ရမယ်နော်အဲ့ဒါဘုန်းကလူရင်းလေးတွေပဲအနှစ်ချုပ်ပြီးတော့ဒီကနေ့ညနော်လူမမာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောခဲ့တယ်ကိလာနာတုတ်တန်တော်တော်များများအနှစ်ချုပ်ကလေးတွေရစုပြီးတော့များများပြောပြမယ်လို့ထင်တယ်အကျမ်းမာဖြစ်နေတဲ့လူတွေအိယာတွေကနေပြီးတော့နာယူတဲ့အခါမှာဓာတ်ရိုက်အကျိုးရှိစေခြင်းနဲ့စေတနာပေါ့ဟုတ်လားအခုရှင်သာရိပုတ္တရာပါတော့ကိုနာတော့လည်းပဲစိတ်မနာအောင်ဘယ်လိုနေမလို့ဒီနီလန်းလေးကိုပေးတာလို့ပေးလဲဆိုတော့ဒီရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးသဘာဝတရား၅ခုအစုဝေးကြီး၅ခုဒါရဲ့ပုံမှာဒါဟာငါပဲဒါဟာငါဥစ္စာပဲလို့မရွင်ဆွဲလက်မှတ်ထင်ပဲဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ်လဲနာတယ်စိတ်လဲနာတယ်ဆိုတဲ့ပုဂ္ဂိုလ်ပဲတဲ့ယောဂဝေဒနာဖြစ်လာတဲ့အချိန်မှာဒီရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ဒီသဘာဝတရားကြီးဒီအစုအဝေးကြီးကိုဒါဟာငါမဟုတ်ဘူးဒါဟာငါဥစ္စာမဟုတ်ဘူးလို့မှန်မှန်ကန်ကန်သိမယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာကိုနာတော်လည်းပဲစိတ်မနာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့အဲ့လိုဟောတာဒါလူရင်းလေးကိုဘုံဘုံပြောတာဟုတ်လားဒါကြောင့်ဘုံဘုံတို့ရဲ့စိတ်ထဲမှာယောဂဝေဒနာနှိမ့်ဆက်လို့ဒုက္ခဝေဒနာခံစားရပြီဆိုရင်ဒီဒေသနာလေးကိုဘုံဘုံတို့အမှတ်ရပြီးတော့လိုက်နာနိုင်အောင်ကြိုတင်ပြီးတော့လေ့ကျင့်ထားရမယ်ဒီအတွေ့အကြုံတွေတကယ်တမ်းဘဝဆိုတာအတွေ့အကြုံပဲလေကောင်းတာပဲဖြစ်ဖြစ်ဆိုတာပဲဖြစ်ဖြစ်မြင်နေရတယ်ကြားနေရတယ်ခံစားနေရတယ်ဟုတ်လားအဲ့ဒီအတွေ့အကြုံတွေကဘာတော့ငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဒါသဘာဝတရားပဲဒီအမြင်ကိုရှင်းအောင်ဘုံဘုံတို့ကကြိုတင်ပြီးတော့မလုပ်ထားဘူးလို့လေ့ကျင့်ထားရမယ်အဲ့လိုမလေ့ကျင့်ပဲနဲ့အဟံရူပံမမရူပံရုပ်စုဝေးရောဒီရုပ်ကြီးဟာငါပဲဒီရုပ်ကြီးဟာငါဟာပဲလို့ထင်မယ်ဆိုရင်တော့အဲ့ဒါကိုနာရတဲ့အထက်စိတ်နာမှုပါထပ်ပြီးတော့ဆောင်းသွားတယ်ဟုတ်လားအဲ့လိုပဲဝေဒနာကိုလည်းပဲအဟံဝေဒနာမမဝေဒနာဒီစကလုံးလေးသုံးနေရှင်သာရိပုတ္တရာခံစားမှုဟာငါပဲခံစားမှုဟာငါဥစ္စာပဲဒါဆိုရင်တော့စိတ်ပါနာမှာနော်အဲ့လိုမျိုးကိုနာပြီးတော့စိတ်မနာအောင်ဖြစ်နေတဲ့သဘာဝတရားတွေကိုသဘာဝတရားမျှတာဖြစ်တယ်ဒါဟာငါမဟုတ်ဘူးဒါဟာငါဥစ္စာမဟုတ်ဘူးလို့ဒီအမှန်တရားကိုစောတော်တွေကစပြီးတော့အမြင်ရှင်းတဲ့ရှင်းအောင်ဘုံဘုံတို့မလုပ်ထားဖို့လို့တော့
လေ့ကျင့်ဖို့လိုတယ်ဒါကနီးမှန်လမ်းမှလေ့ကျင့်မယ်ဆိုရင်ဒီအမြင်မှန်ကိုဘုံဘုံတို့ခိုင်ခိုင်မာမာရနိုင်လိမ့်မယ်ပေါ့အဲ့လိုဆိုရင်ဘုံဘုံတို့ဒီလိုအမြင်မှန်နေရအောင်ဘယ်ပုံပဲနည်းဘုံဘုံတို့လေ့ကျင့်ကြမလဲကြိုးစားကြမလဲအားထုတ်ကြမလဲဟုတ်လားဘယ်ပုံပဲနည်းကြိုးစားမလို့အဲ့ဒါဘုံဘုံဒီကနေ့ညပြောချင်တာကခိရိမာနန္ဒသုတ်တံနဲ့ခိလာနသုတ်တံဒီသုတ်တံတစ်ခုကိုပေါင်းပြီးတော့ပညာ12ပါးကိုအရင်ပြောခြင်းတယ်လေ့ကျင့်ထားကြဖို့ဟုတ်လားနောက်အိယာပေါ်မှာနာခြင်းတရားနှိမ့်ဆက်လို့ဆင်းရဲနေကြတဲ့ပုဂ္ဂိုလ်တွေအတွက်လည်းပဲအခုဦးဇင်းပြောမယ်ဒီပညာ12ပါးဟာနားထောင်တာနဲ့ကိုပဲယောဂဝေဒနာကိုတတ်တာစေတဲ့စိတ်ထဲမှာကောင်းမှုကိုဖြစ်ထွန်းစေတဲ့စကားတွေဖြစ်မယ်ပေါ့မြတ်စွာဘုရားလက်ထက်ကခိရိမာနန္ဒဆိုတဲ့ယဟန်မကျမ်းမာဖြစ်တော့ရှင်အနန္ဒာကတနာလုံးလို့မြတ်စွာဘုရားကိုသွားလျှောက်တယ်မြတ်စွာဘုရားကြွပေးပါဖေဟာဆိုတော့မြတ်စွာဘုရားအနန္ဒာတဲ့အဲ့ဒီခိရိမာနန္ဒယဟန်ကိုအခုငါပြောမယ်ပညာ10မျိုးကိုမင်းဟောမယ်ဆိုလို့ရှိရင်မင်းသူ့ကိုသွားပြောမယ်ဆိုရင်သူအဲ့ဒီပညာ10မျိုးကိုလည်းနားထောင်ပြီးတာနဲ့သူ့ရဲ့ယောဂဝေဒနာတွေပျောက်သွားလိမ့်မယ်တဲ့အာမခံခြင်းနဲ့တော့မြတ်စွာဘုရားဟောတာနော်ပညာဘယ်နှမျိုးတော့10မျိုးအဲ့ဒါရှင်အနန္ဒာကဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ဆိုတော့မြတ်စွာဘုရားရှိတခဏချင်းပဲအဲ့ဒီပညာ10မျိုးကိုသင်ယူပြီးတော့အဲ့ဒီခိရိမာနန္ဒယဟန်တွေကိုသွားပြီးတော့ဟောတာအဲ့ဒါလည်းနားပြီးတော့အဲ့ဒါယောဂတကယ်ပျောက်သွားတယ်အဲ့ဒီပညာ10မျိုးကိုမှတ်မယ်နော်နာယူယုံမျှဖြင့်ယောဂဝေဒနာကိုတတ်တာပျောက်ကင်းရစေတဲ့အစွမ်းထက်တဲ့သဘာဝတရားလို့ယုံကြည်မှုနဲ့လည်းပဲဘုံဘုံတို့နာယူရမယ်ပေါ့ဟုတ်လားပညာ10မျိုးကဘာတွေလဲဆိုတော့အနိစ္စတင်ညာအနတ္တတင်ညာအတုပတင်ညာအာဒီနဝတင်ညာပဟာနတင်ညာဝိရာဂတင်ညာនិရောဓတင်ညာသဗ္ဗလောကိအနာပိတတတင်ညာသဗ္ဗသင်္ခါရေတုအနိစ္စတင်ညာအာနာပါနတတိတင်ညာ10မျိုးနည်းနည်းစီရှင်းပြမယ်နော်နိစ္စတင်ညာဆိုတာမတည်မြဲမှုကိုအမှတ်ရတာနိစ္စဆိုတာမမြဲတာတင်ညာဆိုတာအမှတ်ရတာနော်အဲ့ဒါမြတ်စွာဘုရားဘယ်လိုရှင်းပြတော့ဆိုတော့ဒီခန္ဓာ၅ပါးအစုဝေး၅ခုရဲ့ဖြစ်ပေါ်လာပြီးတဲ့နောက်တောက်လျှောက်ပျောက်ကွယ်တဲ့သဘောနောက်ထပ်အကြောင်းရှိလို့ထပ်ပြီးတော့အသစ်ဖြစ်တယ်ပျောက်ကွယ်သွားတယ်ပြောနေတာကနှီးတယ်ဖြစ်စဉ်ကဒလဇက်အသစ်ဒလဇက်ဖြစ်ပြီးတော့ဖြစ်တိုင်းပျောက်ကွယ်သွားတယ်အဲ့ဒီမတည်မြဲမှုကိုမြင်တယ်ဒါအနိစ္စတင်ညာပဲတဲ့နော်ဒီလောက်ပဲဘုံဘုံပြောနိုင်မယ်နော်ပြောစရာတွေကများတယ်ဟုတ်လားနောက်အနတ္တတင်ညာအနတ္တဆိုတာနအတ္တဟုတ်လားရိုးရိုးလေးပြောရရင်အတ္တမဟုတ်ဘူးလို့မြင်တာအဲ့ဒါမြတ်စွာဘုရားဘယ်လိုသင်ပေးတော့ဒီအနတ္တတင်ညာနဲ့ပတ်သက်ပြီးတော့ဒီမျက်စိနာနာလျှာကိုယ်စိတ်ဟာငါမဟုတ်ဘူးဒါအတ္တမဟုတ်ဘူးမြင်တတ်တဲ့သဘာဝကြားတတ်တဲ့သဘာဝပျက်စီးနေတဲ့သဘာဝမကောင်းတဲ့သဘာဝအနတ္တသဘာဝများတာဖြစ်တယ်ဒါအတ္တမဟုတ်ဘူးလို့အဲ့ဒီလိုစဉ်းစားဆင်ခြင်တာအနတ္တတင်ညာတဲ့နော်နောက်အတုပတင်ညာအတုပတင်ညာကြတော့သိဖို့လွယ်တယ်နော်ဘုံဘုံတို့ခန္ဓာကိုယ်ကြီးရဲ့မတင့်တယ်မှုမတန့်ရှင်းမှုမစင်ကြယ်မှုအနတ်မကောင်းမှုဒီသဘာဝကိုဆင်ခြင်တာဆံမေမွေးခြင်းခြေသည့်လက်သည့်သွားအရေးအသားအကျော်အယိုရိုးတွင်းခြင်းသည့်အညုတ်နှလုံးအသေးအမြင့်အဖြစ်အဆုပ်ဥမဥသိန်းစာသစ္စာအောင်အုံနောက်တိကျတလိပ်ပြည်သွေးချွေးအစီကဲမျက်ရည်အစီကြီးတွေနှက်အစေးကျင်ငယ်သုံးတကုဋ္ဌာတအဲ့ဒါကိုကျွမ်းကျင်အောင်လေ့လာသင်ယူဘယ်ကုဋ္ဌာတပုံစံဘလို့ရှိတယ်အယောင်ဘလို့ရှိတယ်ဘယ်နာလေးမှာရှိတယ်အကုန်လုံးခန္ဓာကိုယ်ရဲ့အကြောင်းအသေးစိတ်မလို့မလို့သင်ယူရမယ်လေ့လာရမယ်သင်ယူလို့လေ့လာလို့သိပြီဆိုရင်ဒါကိုကျင့်ဖန်များစွာဆင်ခြင်ရမယ်ကျွမ်းရှားဘွယ်တို့ရဲ့အစုဝေးများတာဖြစ်တယ်ဆိုတဲ့အမြင်မှန်ကိုခိုင်မာအောင်တည်ဆောက်ရမယ်အဲ့ဒါပါခေါ်တော့အတုပတင်ညာနောက်အာဒီနဝတင်ညာတဲ့အာဒီနဝဆိုတာအပြစ်ဘာရဲ့အပြစ်တုံးဆိုဒီခန္ဓာကိုယ်ရဲ့အပြစ်အဲ့ဒါအာဒီနဝတင်ညာကိုမြတ်စွာဘုရားဘယ်လိုလေးအဓိပ္ပာယ်ဖွင့်ပြတော့ဆိုတော့လူရင်းပြောရင်ခန္ဓာကိုယ်ဟာအနာတုံးကြီးပဲလို့ဆင်ခြင်တာအနာယောဂတုံးကြီးလို့ဆင်ခြင်တာမျက်စိကြည့်လိုက်ရင်လည်းမျက်စိကနာမယ်နားကြည့်ရင်လည်းနားကနာမယ်မနာနိုင်တဲ့အစိတ်အပိုင်းဟာစံချိန်မြင့်တမြင်စာလေးလောက်တောင်မရှိဘူးနာနိုင်တဲ့ဒုက္ခပေးနိုင်တဲ့အခါရခက်စေမဲ့အရာတွေကြီးပဲစုဝေးနေတာအဲ့ဒီလိုစဉ်းစားဆင်ခြင်တာကိုခေါ်တော့အာဒီနဝတင်ညာတယ်၄ခုရှိပြီနော်နောက်၅ခုမြောက်ပဟာနတင်ညာဆိုတာဘာပြောတာတော့ဘာဟာနဆိုတာပယ်ရှားတာပယ်ရှားခြင်းကိုအမှတ်ရတာဘာကိုအမှတ်ရဘာကိုပယ်တာကိုအမှတ်ရမှာတော့ကာမဝိတ္တဗျာပါဒဝိတ္တဝိဟိတဝိတ္တလို့ဆိုတဲ့အတွေးစိုးတွေရုပ်ညက်တဲ့အကုသိုလ်တရားတွေဒါတွေဟာဆိုးရတဲ့အကျိုးဆက်ရှိတယ်ဒုက္ခကိုပဲဖြစ်စေတယ်အကျိုးမဲ့စေတဲ့တရားတွေဖြစ်တယ်ဆိုတဲ့နားလည်မှုနဲ့
အဲ့ဒါတွေဖြစ်လာရင်လက်သက်မခံမဲနဲ့ပယ်ရှားဖို့ကြိုးစားတာကိုပါဟနာတင်ညာလို့ခေါ်တယ်ကာမနဲ့ပတ်သက်ပြီးတော့တွေးတာမကျေနပ်မှုနဲ့ပတ်သက်ပြီးတော့တွေးတာညှင်းဆဲလူမှုနဲ့ပတ်သက်ပြီးတော့တွေးတာဒါကိုပါခေါ်တော့ကာမဗျာပါဒဝိဟိတဝိတ္တဆို၃မျိုးပေါ့နော်ပြီးတော့အကုသိုလ်တရားအဲ့လိုယုံညံ့တာတွေကိုယ်စိတ်ထဲမှာမရှိစေရဘူးဖြစ်လာရင်တောက်လျှောက်ပဲရှားမယ်ဆိုတဲ့အမှတ်ရမှုကြိုးစားအထုတ်မှုကိုဒါပါဟနာတင်ညာဒါယောဂပြောင်းနိုင်တယ်လို့ပြောတယ်နော်သေချာစဉ်းစားဟုတ်လားနောက်ဘုံဘုံတို့6ခုမြောက်နဲ့9ခုမြောက်တင်ညာ2ခုကိုပေါင်းပြီးတော့ပြောမယ်အဲ့ဒါကဝိရာဂတင်ညာနဲ့និရောဓတင်ညာအဲ့ဒါကဘာတုံးဆိုတော့နိဗ္ဗာန်ဟာမွန်မြတ်တယ်ချမ်းသာတယ်အဲ့ဒါလိုနိဗ္ဗာန်ရဲ့မွန်မြတ်ပုံချမ်းသာပုံကိုစဉ်းစားဆင်ခြင်တဲ့တင်ညာတဲ့ပုထုဇဉ်တရားအနေနဲ့နိဗ္ဗာန်မှာမရသေးဘဲနဲ့ဘယ်လိုလုပ်ပြီးတော့နိဗ္ဗာန်ကိုချမ်းသာတယ်လို့စဉ်းစားဆင်ခြင်နိုင်မလို့စဉ်းစားကြည့်နော်မရသေးတော့လည်းပဲဒါရှားပြီးသားပုံကိုယ်တွေပြောထားတဲ့စကားကိုမှီပြီးတော့ဘုံဘုံတို့တွေယုံကြည်မှုနဲ့ဒါကိုစဉ်းစားမယ်ဆိုရင်ဒါဟာမြင့်မြတ်တဲ့ဉာဏ်ဖြစ်တယ်မြင့်မြတ်တဲ့အမှတ်အသားဖြစ်တယ်ပေါ့နော်ဒီဟာလည်းပဲဒါကောင်းမှုကြီးတစ်ခုလို့နားလည်ရမယ်ဧတံတန္တံဧတံပဏိတံယတိတံတပ္ပသင်္ခါရသမထောတပ္ပုပတိပဋိနိတ္တကောတဏ္ဍခေယဝိဒါကောနိရောဓနိဗ္ဗာန်ဒါဆင်ញင်ပုံလေးမြတ်စွာဘုရားပြောပြတာဒါပါဠိလေးပါဘုံဘုံရွတ်ပြတယ်နော်ဧတံတန္တံဧတံပဏိတံဒါလေးကငြိမ့်သက်လိုက်တာဒါလေးကမွန်မြတ်လိုက်တာဒါလေးဆိုတာဘာပြောတာတော့ယတိတံတပ္ပသင်္ခါရသမထောတပ္ပုပတိပဋိနိတ္တကောတဏ္ဍခေယဝိဒါကောနိရောဓနိဗ္ဗာန်သင်္ခါရတရားတွေရဲ့ငြိမ်းရာကိလေသာတရားတွေရဲ့ချုပ်ရာနိဗ္ဗာန်ကိုပြောတာနော်ကိလေသာကုန်ရာဒုက္ခချုပ်ရာနိဗ္ဗာန်တရားအဲ့ဒီနိဗ္ဗာန်ဆိုတဲ့တရားဟာမွန်မြတ်တယ်ငြိမ်သက်တယ်ဆန့်ကျင်ဘက်အပြင်သင်္ခါရတရားဟာမမွန်မြတ်ဘူးမငြိမ်သက်ဘူးကြမ်းတမ်းတယ်ဆင်းရဲတယ်လို့ပြောရလဲရောက်တယ်ဟုတ်လားအဲ့တော့လူရင်းဘုံဘုံပြောမယ်နော်ဘဝခန္ဓာဆင်းရဲတယ်ဘဝခန္ဓာကလွတ်မြောက်အောင်နိဗ္ဗာန်ချမ်းသာတယ်လို့မရသေးတော့လည်းပဲဒီလိုမျိုးဘုံဘုံတို့မှန်ကန်တဲ့အတိမှန်ကန်တဲ့ပရိယတိအမြင်ကိုအခြေခံပြီးတော့စဉ်းစားဆင်ခြင်မယ်ဆိုရင်ဒါပါတော့ဝိရာဂတင်ညာនិရောဓတင်ညာသူလည်းယောဂပြောက်စီတဲ့အမတ်တင်ညာတွေပဲနော်နောက်ပြီးတော့တပ္ပလောကိအနာဘိဒတတင်ညာတပ္ပလောကိအနာဘိဒတတင်ညာဆိုတာဘာပြောရတော့ဒီခန္ဓာ၅ပါးရဲ့ပုံမှာဒါဟာငါပဲငါဥစ္စာပဲဆိုတော့ဥပါဒံတရားနဲ့ဘုံဘုံတို့စွဲနေတာတွေရှိတယ်အဲ့ဒီဥပါဒံနဲ့စွဲနေတဲ့အစွဲတွေကိုပယ်ဖြောက်ပြီးတော့နေတာကိုတပ္ပလောကိအနာဘိဒတတင်ညာလို့ခေါ်တယ်တဲ့အလုံးစုံသောလောကဟာပြောမှုဝေရမရှိဘူးလို့မြင်လိုက်တာပေါ့ဘယ်လိုနည်းနဲ့မြင်တာတော့ဒါဟာငါပဲဒါဟာငါဥစ္စာပဲဆိုတဲ့မှားယွင်းတဲ့ဆွဲလန်းမှတ်ထင်မှုတွေကိုဖယ်ဖြောက်ပြီးတော့နေတာအဲ့ဒါတပ္ပလောကိနာဘိဒတတင်ညာတယ်နောက်တပ္ပသင်္ခါရေသူအနိစ္စတင်ညာတဲ့ကိုကူမြောက်ကတပ္ပသင်္ခါရေသူအနိစ္စအလုံးစုံသောသင်္ခါရတရားတွေကိုအလိုမရှိဘူးဆိုတဲ့အမှတ်တင်ညာတယ်သူကတော့တော်တော်မြင့်သွားတယ်သူကဒီရုပ်တည်နေနေဖြစ်နေရတာကိုပဲစိတ်ထဲမှာဆက်ဆုပ်တယ်ယွန်းရှားတယ်ရှက်တယ်ဆိုတဲ့အမြင်တဲ့ဒါဘုရားကိုယ်တိုင်ရှင်းပြတယ်ဘုံဘုံတို့ကရုပ်တည်နေနေရဲ့အကြောင်းကိုမကောင်းမှမသိတဲ့အခါကျတော့ရုပ်တည်နေနေရဲ့ပုံမှာအမျိုးမျိုးအထင်မှားပြီးတော့ဆွဲလန်းနေတာမမောနေတာတွေ့တာနေတာဒီမှားယွင်းမှုအပြည့်နဲ့နေနေတာနော်အဲ့ဒါကိုခြေဖြစ်နိုင်ဖို့အတွက်ဒီဟာတွေကကောင်းတဲ့အရာတွေမဟုတ်ဘူးဒါတွေဖြစ်လာတာမကောင်းဘူးဒါတွေဖြစ်လာရှက်เสียဆက်ဆုပ်เสียလို့ဒီလိုမျိုးစဉ်းစားဆင်ခြင်တာကိုတပ္ပလောကေတပ္ပသင်္ခါရေသူအနိစ္စတင်ညာလို့ပြောတယ်နောက်10ခုမြောက်ကပါတော့အာနာပါနတတိဟုတ်လားအာနာပါနတတိကြတော့ရှင်းပြကြမလို့ပါဘူးနော်ဝင်လေထွက်လေကိုသိနေတာဝင်တိုင်းထွက်တိုင်းသတိရှိနေတာစိတ်ကဘယ်နေရာမှာတွေးနေတာမဟုတ်ဒီဝင်လေထွက်လေပုံမှာပဲစိတ်ရှိနေတာဒါနားလေလွယ်ဖို့အတွက်ဘုံဘုံပြောလိုက်တာဟုတ်လားအဲ့ဒါပါတော့တင်ညာ10မျိုးအဲ့တော့တကယ်ပဲဂိရိမာနန္ဒယံဟာနာယူပြီးတော့ပျောက်သွားတယ်လို့မှတ်တမ်းတင်ထားတယ်တော့ယောဂဖြစ်နေတဲ့အချိန်မှာဒီတင်ညာ10မျိုးခုဘုံဘုံပြောတာလေးကိုနားထောင်နေရင်းနဲ့ဒါအထုတ်ပြီးသားဖြစ်သွားမယ်နော်အထိုင်လျောက်ဟုတ်တယ်မဟုတ်လားနောက်ပြီးတော့ဘုံဘုံတို့တင်ညာက12မျိုးထိမှတ်သားရမယ်နောက်ထပ်ခိလန္ဒသုတ်တန်တစ်ခုရှိသေးတယ်အဲ့ဒါကမချမ်းပါတဲ့ယဟန်တစ်ပါးမြတ်စွာဘုရားသိတော်မူလို့လူမမာသွားမေးတဲ့အနေနဲ့ကြွားသွားတာကိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားဟောတယ်အခုငါပြောမဲ့ဒီတရား5မျိုးကိုမချမ်းပါတဲ့ပုဂ္ဂိုလ်တွေဟာစိတ်ထဲမှာမစွန့်လွတ်ဘူးဆိုရင်ကျမ်းမာရေးမကောင်းတဲ့ပုဂ္ဂိုလ်ကဒီ5မျိုးကိုအမြဲတမ်းနှလုံးသွင်းနေမယ်ဆိုရင်လို့ဆိုလိုတာဒီ5မျိုးကိုသူတို့မစွန့်လွတ်ဘူးဆိုရင်သူတို့ဟာယဟန္တာဖြစ်လိမ့်မယ်တဲ့အဲ့တိန်တကောဟောတာအဲ့ဒီတုတ်တန်ကြတော့တရားဘယ်နှမျိုးတော့5မျိုးအဲ့ဒီတရား5မျိုးကဘာလို့ဆိုတော့နံပါတ်1အတုပတင်ညာခုနကတော့ပြောတာလည်းပါသွားပြီနောက်နံပါတ်2အာဟာရိပฏิကူလတင်ညာကိုစားတော့နေတဲ့အာဟာရရဲ့ရွှန်ရှားဆက်ဆုပ်ဖွယ်ကိုအမှတ်ရတာဒါမပါသေးဘူးစောစောကတင်ညာထဲမှာနောက်နံပါတ်3
Taba loki anabitata tenya, or Dapadwa Visoda, Hola. Now never lee. Taba tenkari tu Nisa tenya. Loans on the tenkaradia, Matimi, Rale Padwa, no? Nama Badi and Namanga tenya, Marana tenya. Hola. Marana tenya, Sora. Pisonye, Mayana. Mahati Luvala, Mayana. Udenia, so that Pomopore. Joga de lia Babion to a thick the Jaroma who should at the 2 my shield. There is say she luria sega Momia Moon and Niset Abludo Jam Bama Shima Baba Janaria 2 Boma no Suzuwa Sasalari 2 Boma a Duka Bidari Kulun Nambo Lun Loicure Ludajon 2 Johnny Olevoma Now the Chindiali and the Hobo, Segushi, to a diary about Donald Shi. What the other Meludi also, Kulupo Yanlo, the choice is your low video Kulusia Damalo, Sitema Lulu Pivoton. Taria Jimabao, Jim Jiva, to Nale. Hola. Oh no, other same you Yajin showing Palomero, Maranatenia, the India of Mayabulo. The Dina Sanabaki don't boast, although I didn't say Barema, Babontea Maro. Hari Pricula Denya Nembrana Denya Pontea, 2 years Sula in Sanamu Yaro, no? Hari Pricula Denya Sonavaro. O Sata needed a Sahara, a since then, John Shassabu and it have only a dwarven was Sanara. Ola, while like the Chiasa Bido Pomodo Ta, Matindero, Pialo, a thing of Giro, no? To many wine and Zatea Trodwares, Determine my Pamati John Lady and a bear to the Bafido, Jone, the Gita to the Lupsides, Jone, no? Hola. Now the TV name John Ledore and the Tawalo, Sanaya. Hola. But a woman say, no sooner Chalmasu, go now, don't ever say Manavo. That's why we have just in it, Sanava, no? Eddie Lumu Chipos, could you get a Denya Diario, Joinching on Pomono Valutano, Ligian time, Denya Sanaba. Ligian Bush, Sakanu Valopolo, then you double loading, Kubalonida, then you need her. Betenya Bluloare, Behau Biora, Pama Namalesia machine, no? Sabiro Pomododi Majamare Pokurine Potabiro Chamatake Dene Mepimini Biogu Biodene, a John Yadikushi did. Eravaro, Buzendia Buzendia, yes, one at the deep, Tabura when I Jabure Shima Gandabaya, Shima Mogulaye, Majama Mapshidom Yasovia, Dibuzin with one horn. Buzendia, come like Dalo. Through your seat, my PT Shadora, through Kanzani, a yoga in the Kare, Yindon. Do I let out swine, no? I'm just what we are good and Lina Taro. Shinsona, copy, Chidasona, thing and Yanema, was in the hour, Tenzilo, was in the Hokaina. I'm just what we are not. Now let be your Mesovia, oh, was in the area, don't call Nave. Yes, what we had done, my PT Shide, any PT should be the Chame, my Mesovia, yoga Brunale, Jautan. Behina Disa Avara, Tina Nambi Medina, Mahagada, Kiddy, our Padanupati Tamata, Edina, this hours in a 3D Hodu Tabara. Jonina, Yadamola. D. Matimia D. Shimyaji Toma, Yaswavia, Shima Gatabaya, Shima Moglai. Turutana was Pide Jogaria, Bozin the Owl and Nabi of Yautare. Pane two lessoye. Many and net like the Kiddy, the Pampian Bido, Mapshido, through yoga, not a tapido, Mapshido would. Hola. Ozimanabaro, Conaba. The boys are going to Barbarido, a champion, no? The David and the hour of wine was in Conabab City. Copshinida Balo, Namatata Daveshida. So there was a Pomono when they told you at Tony, Tini, Namokanago Martin Sare, Joe Webby, Wina Webby, the Kuku Tabawa de Ao, Pomono Tini. Shinny de Dangly Tini, Baluja Mumma Bao, Babella Mumma Shiu, a man Dangly Tini. Hola, Lully, Eddie Lully, Malulo Cannon, Hola, Tini. Eddie Tini de Chima, Diona Yepoma, the Rishi needed the Bolia at a 3 than Bosem. But I was on Bosem, no? The Tini de Sura Rishi Lutini. Hola. Eddie the Rivalu Shinido. No? Eddie the Rivalu Shinido. Waria Shilo. The Rishi and Pomono Lonelo. Adabar and Waria Tambosem. A same time order, the deep beat of Yasovia, the Mawisia Tambosem Hall. The Mawisia Sura, the Cotini de Sunan the Bawa, Madimiemu. Macombo, Mutamu Membu, Diago Sena Senina. Question Weavan Gita, Dava Lelo, Pine Shabi, or Question Weavan Gita, the Mawisia local.
ပညာပေါ့တရားကိုကောက်နေအဲ့ဒါဓမ္မဝိစီယတန်ဖိုးစဉ်ဟုတ်လားပြီးတော့ပါတော့ဒီသတိနဲ့ပညာဖြစ်အောင်ကိုကြိုးစားနေတဲ့အားစိုက်နေတဲ့သဘောရှိတယ်အဲ့ဒါဝရိယတန်ဖိုးစဉ်အရေးကြီးဆုံးကသူတို့သုံးခုပဲသူတို့ကအလုံးလုံးနေတာဝရိယနဲ့သတိဖြစ်အောင်ပညာဖြစ်အောင်ကြိုးစားလို့သူတို့သုံးခုအလုံးလုံးနေတာဟုတ်လားအဲ့လိုလုပ်တဲ့အခါမှာစိတ်ထဲမှာနှစ်သက်မှုဆိုတာဖြစ်တယ်ဒီအလုပ်ကိုလုပ်လို့ရှိရင်နှစ်သက်မှုကဖြစ်ကိုဖြစ်တယ်။ဘာလို့ဆိုစိတ်ရဲ့ပူလောင်မှုနော်မငြိမ်းချမ်းမှုကိုဖြစ်စေတဲ့ကိလေသာတွေဟာအထိုက်လျောက်နှဲပါသွားတာ။အဲ့ဒီတော့စိတ်ကဘာဖြစ်တော့ကျဉ်တ်တယ်နှစ်သက်တယ်အဲ့ဒါကိုပီတိတန်ဖိုးစဉ်လို့ခေါ်တယ်။ဟုတ်လား။အဲ့ဒီပီတိဖြစ်လာပြီးနောက်ဆက်တွဲပါလိုက်လာတော့ပတ္တိနှလုံးစိတ်ဝါငြိမ်းအေးတယ်ကိုယ်ရောစိတ်ရောငြိမ်းအေးတယ်။အဲ့လိုငြိမ်းအေးပြီဆိုရင်ချမ်းသာတဲ့အတွက်ကြောင့်တည်ငြိမ်မှုတမာတိရတယ်ဟောအဲ့ဒါပီတိတန်ဖိုးစဉ်ပတ္တိတန်ဖိုးစဉ်တည်ငြိမ်ပြီဆိုတော့တမာတိတန်ဖိုးစဉ်ငြိမ်ပြီဆိုတာနဲ့ဒီအတွေ့အကြုံတွေရဲ့ပုံမှာလေးလူရှုနိုင်တဲ့သဘောအညီအမျှထားနိုင်တဲ့သဘောဟာအလိုလျောက်ဖြစ်လာတယ်အဲ့ဒါကိုဥပိ္ပခတံဘောဇဉ်လို့ခေါ်တယ်အလွန်ကောင်းတယ်နော်ဒီဘောဇဉ်9ပါးဟုတ်လားဘာလို့ရင်ဖြစ်လဲတတိပဋ္ဌာန်တရားအထုတ်ရင်ဖြစ်တယ်ဖြစ်မှန်းကိုသိချင်မှသိမယ်ဒါပေမဲ့ဖြစ်နေတယ်တတိရဲ့ဓမ္မဝိစီယဆိုတဲ့ပညာရဲ့ကြိုးစားအထုတ်မှုဆိုတဲ့ဝိရိယရဲ့နှစ်သက်မှုဆိုတဲ့ပီတိရဲ့ငြိမ်းအေးမှုဆိုတဲ့ပတ္တိရဲ့တည်ငြိမ်မှုဆိုတဲ့တမာတိရဲ့အညီအမျှထားပြီးတော့လေးလူရှုနိုင်မှုဆိုတဲ့ဥပိ္ပခတရားရဲ့အဲ့ဒါမြတ်စွာဘုရားဘယ်လိုဟောတော့တတ္တိမေမောက္ကလနာဘုဇင်ကမယသမတ္တခါတာဘာဝိတာဘုလိကတာဘိညာတံဘောဓာနိဗ္ဗာန်တံဝတ္တန္တိဒီတစ်ပိုက်ကိုရအောင်ကြက်ထားရင်အဲ့ဒီဘုဇင်ပါဠိတော်3ပုဒ်လုံးအကုန်ရမယ်ဟုတ်လားတတ္တိမေမောက္ကလနာဘုဇင်ကမယသမတ္တခါတာဘာဝိတာဘုလိကတာဘိညာတံဘောဓာနိဗ္ဗာန်တံဝတ္တန္တိจิตမောက္ကလန်တဲ့ငါကောင်းကောင်းဟောထားတဲ့ဟောဒီဘုဇင်9ပါးတရားကိုပွားများမယ်ကျင့်ဖန်များစွာကိုယ်တန်တမှာဖြစ်စေမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒီယုတ်တည်တဲ့နေရာအိဋ္ဌဒုက္ခအနတ္တမျှတာဖြစ်တယ်လို့သိမြင်ရင်ဝိပဿနာဉာဏ်ကိုရလိမ့်မယ်အဘိညာယဆိုတာအဲ့ဒါကိုပြောတာနောက်တန်ဘောဓာယတစ္ဆာ၄ပါးကိုမဲ့ဉာဏ်ဖြင့်ထိုးထွင်းပြီးတော့သိလိမ့်မယ်နိဗ္ဗာန်ယနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုလိမ့်မယ်၃ချက်ပြောတယ်နော်အဘိညာယတန်ဘောဓာယနိဗ္ဗာန်ယတံဝတ္တန္တိဉာဏ်အစစ်စစ်မြင်ပြီးတော့နိဗ္ဗာန်ရလိမ့်မယ်လို့ပြောတာပဲဒီဘုဇင်9ပါးကိုပွားများရင်အဲ့ဒါတပါးချင်းမြတ်စွာဘုရားဆက်ဟောတာနော်အဲ့ဒီဘုဇင်9ပါးကိုလည်းပဲဘုံဘုံတို့တွေဟာနော်ယောဂဝိရဏနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာမလုပ်ထားမှာတော့ဆွဲထားရမယ်တကယ်တမ်းပြောရရင်ခန္ဓာကိုယ်ကယောဂတုံကြီးတစ်ချိန်ချိန်မှာဖောက်ပြန်မှာအဲ့ဒီချိန်မှာအာကိုအာရာရှိဖို့အတွက်ဒီဘုဇင်တရားကိုစောစောတည်းကစသတိပဋ္ဌာန်တရားကိုပွားများခြင်းအပြင်မလုပ်ထားဖို့လို့တော့ထူထောင်ထားဖို့လို့တယ်မြတ်စွာဘုရားပြောတဲ့အတိုင်းပြောမယ်ဆိုရင်တော့ဘာဝိတာဘဟုလိကတာဖြစ်အောင်လုပ်ထားဖို့လို့တယ်ဘာဝိတာဆိုတာမပြောတာများလောင်ပွားတာထက်ဖြစ်အောင်လုပ်နေတာဒါတတိတွေထက်ဖြစ်အောင်လုပ်မယ်ပညာတွေထက်ဖြစ်အောင်လုပ်မယ်အဲ့လိုပဲဝရိယတတိဟုတ်လားပီတိပတ္တိသမာဓိဥပေက္ခဒါတွေထက်ဖြစ်အောင်လုပ်တာကိုဘာဝိတာဘဟုလိကတာလို့ပြောတယ်ဟုတ်လားအဲ့ဒါဘာလုပ်မလဲဘုံဘုံတို့မမာမကျန်းဖြစ်နေတဲ့လူတွေရောမမာမကျန်းဖြစ်လက်တန့်လူတွေရောဘာလုပ်ကြမလဲအခုပြောခဲ့တဲ့သင်ညာ12ပါးကျွမ်းကျင်အောင်လေ့ကျက်ထားရမယ်အခုပြောခဲ့တဲ့ဘုဇင်9ပါးများလာအောင်ပွားထားကြရမယ်ဒါကြိုတင်ပြင်ဆင်ခြင်းပဲနော်အဲ့ဒါလို့ဆိုရင်ဘုံဘုံတို့ဆက်ပြီးတော့ဒီမကျမ်းပါတဲ့ပုံကိုယ်တွေအတွက်အလွန်ပြောစရာကောင်းတဲ့သုတ်တန်လေး2ပုဒ်ဘုံပြောမယ်2ပုဒ်ဆိုတော့လည်းပဲတပုဒ်စာလောက်ပဲရှိပါနည်းနည်းတူတယ်ပေါ့အဲ့ဒါဘုံဘုံတစ်ခါမှအဲ့ဒီသုတ်တန်လေး2ပုဒ်မဟောဘူးသေးဘူးအဲ့ဒါကဘုံဘုံတို့ဘယ်မှာတွေ့တုံးဆိုတော့တလာယတနာဝကတန်ရုပ်ပါဠိတော်မှာသူ့လည်းပဲပထမကိလနာသုတ်တန်ဒုတိယကိလနာသုတ်တန်လို့အဲ့လိုမျိုးဆိုဗျာဟောထားတဲ့တရားကိုနာမည်ပေးထားတာပေါ့နော်အဲ့ဒီသုတ်တန်မှာမြတ်စွာဘုရားကိုလာပြီးတော့ယဟန်နေရလျှောက်မြတ်စွာဘုရားတဲ့မထင်ရှားတဲ့ယဟန်ငယ်လေးတစ်ပါးမကျမ်းမမာဖြစ်နေလို့မြတ်စွာဘုရားကြွတော်မူပါအဲ့တော့မြတ်စွာဘုရားရဲ့စိတ်ထဲမှာယဟန်ငယ်လေးဆိုပါလားမထင်မရှားဆိုပါလားကရုဏာဖြစ်လာတာပေါ့နော်ငငယ်ရွယ်နဲ့ကျမကြီးဖောက်ပြန်တယ်ပြီးတော့ထင်ရှားကြော်ကြတဲ့ပုဂ္ဂိုလ်လည်းမဟုတ်အဲ့တော့မြတ်စွာဘုရားကြွသွားတယ်မထင်ရှားသောဆိုတဲ့စကားလေးငယ်သောဆိုတဲ့စကားလေးဟုတ်လားအဲ့ဒါလေးတွေပါမှတ်တမ်းတင်ထားတယ်ဒီသုတ်တန်ထဲမှာအဲ့ကြွသွားတဲ့အခါကျတော့ဟောတော့ယဟန်လေးကမြတ်စွာဘုရားကြွလာတာမြင်တဲ့အခါကျတော့နေရာကနေထပြီးတော့ဖဲပေးမယ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားမတင်တော်ဘူးတင်ဟာမကျမ်းမဖြစ်နေတာကိုယ့်အကိုချမ်းသာတယ်လို့နေငါဒီမှာခင်းထားတဲ့နေရာရှိတယ်အဲ့ဒီနေရာမှာငါထိုင်မယ်မြတ်စွာဘုရားထိုင်ပြီးတော့မြတ်စွာဘုရားဘလို့တော့ယောဂအခြေအနေတတ်တာရဲ့လားပြောရင်ပုံမှန်ပြောရင်အဲ့ဒီတိုင်းပေါ့နော်အဲ့လိုမေးတဲ့အခါကျတော့မြတ်စွာဘုရားမတတ်တာဘူးဗျာယောဂဝိဒနာအဲ့လိုဆိုလို့ရှိရင်
တင့်ရဲ့စိတ်ထဲမှာဘလို့များနှလုံးမသားမရမှုတွေရှိတယ်လေစိတ်မချမ်းသာတာဘာရှိလဲပေါ့လူမမာမေးပုံလေးနော်အဲ့ဒါမြတ်စွာဘုရားတဲ့တပည့်တော်မှာနှလုံးမသားမရမှုတွေအများကြီးရှိတယ်တဲ့ဒါဘာလို့စိတ်ဆင်းရဲနေရတာတော့မင်းမှာတီလကိုကျင်တရားနဲ့ပတ်သက်ပြီးတော့ကိုဆွဆွဲနေသလားဆိုလိုတာကတီလမစင်ကြယ်လို့များကိုနောင်တနဲ့ပူးနေသလားလို့မေးတာအဲ့ဒါမြတ်စွာဘုရားတပည့်တော်တီလစင်ကြယ်ပါတယ်တဲ့တီလနဲ့ပတ်သက်ပြီးတော့တပည့်တော်ဆွဆွဲမှုမရှိပါဘူးတဲ့ဒီလိုပြောနိုင်ဖို့မလွယ်ဘူးနော်တီလနဲ့ပတ်သက်ပြီးတော့တပည့်တော်ဖြူရှင်တဲ့တန်ရှင်းတယ်တီလဖြူရှင်တန်ရှင်းမှလဲကနေတီလနဲ့ပတ်သက်ပြီးတော့ကိုမဆွတ်မဆွဲဘူးဆိုလို့ရှိရင်ဘာနဲ့ပတ်သက်ပြီးတော့မင်းကစိတ်မချမ်းသာဖြစ်နေရတာတော့အဲ့ဒီယဟန်လေးကဘာပြောလို့ဆိုမြတ်စွာဘုရားတဲ့မြတ်စွာဘုရားတရားဟောတာတီလဖြူရှင်ယုံမျှဟောတယ်လို့တပည့်တော်မသိဘူးတဲ့အဲ့တိုင်းပြောတာနော်မြတ်စွာဘုရားတရားဟောခဲ့တာတွေကတီလဖြူရှင်ဖို့အတွက်ဟောခဲ့တာလို့တပည့်တော်မသိဘူးတဲ့ဟာအဲ့လိုဆိုရင်ငါတရားဟောခဲ့တာတွေကဘာအတွက်ဟောတာလို့မင်းကသိထားတာတော့အဲ့ဒီယဟန်ငယ်လေးကဘာလျှောက်တယ်ထင်တော့မြတ်စွာဘုရားတရားဟောတာတွေဟာယာကကင်းဖို့အတွက်ဟောခဲ့တာလို့တပည့်တော်သိထားတယ်တဲ့ဟောဒီဟာကိုဘုံဘုံကကောင်းကောင်းနားလည်စေရင်နော်သောတော်ကတင်ညာ12ပါးဘုဇင်9ပါးပွားများတဲ့အခါမှာယောဂပျောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကလေးနဲ့လောက်ရမှာမဟုတ်မြတ်စွာဘုရားဖြစ်စီခြင်းတာမြတ်စွာဘုရားဟောတဲ့တရားတွေအားလုံးရဲ့အဓိကရည်ရွယ်ချက်ကပါလေယာကကင်းဖို့တဲ့အာယုန်ရဲ့ပုံမှာဆွဲမဲ့တဲ့ကာမယာကကာမအာယုန်ရဲ့ပုံမှာဆွဲမဲ့မှုကာမယာကဟုတ်လားဘဝရဲ့ပုံမှာဆွဲမဲ့မှုဘဝယာကဒီလိုယာကဆိုတဲ့ဆွဲမဲ့မှုတွေကင်းဖို့အတွက်မြတ်စွာဘုရားတရားဟောခဲ့တာလို့တပည့်တော်သိထားတယ်နားလည်ထားတယ်ဗျာတဲ့ဆိုလိုတာသူ့မှာယာကမကင်းသေးတဲ့အတွက်ကြောင့်သူ့စိတ်ထဲမှာယာကကင်းနေတယ်ယောဂလည်းဖြစ်နေတယ်အဲ့ဒါသူစိတ်မချမ်းသာအဲ့တော့မြတ်စွာဘုရားသာဓုခေါ်တယ်ဟုတ်တယ်တဲ့ငါဟောခဲ့တဲ့တရားတွေဟာယာကကင်းဖို့အတွက်ဟောခဲ့တာသီလဖြူစင်ဖို့အတွက်ဟောခဲ့တာမဟုတ်ဘူးလို့တော့ဆိုလိုတာမဟုတ်ဘူးနော်ဆိုလိုတာဒီနေရာမှာအဓိကနဲ့တာမင်ညကိုဘုံဘုံတို့ခွဲပြီးတော့နားလည်ဖို့လိုတယ်မြတ်စွာဘုရားဟောခဲ့တဲ့တရားတွေဟာအဓိကပါလေယာကကင်းဖို့အတွက်ဟောခဲ့တာတဲ့အဲ့ဒါနဲ့မြတ်စွာဘုရားသူ့ကိုမေးတယ်အေးအဲ့လိုဆိုရင်အဲ့ဒီမှာစတရားဟောဒီမျက်စိဆိုတဲ့သဘောတရားသိတယ်ဆိုတာကိုယ်ခန္ဓာကိုယ်ကြီးအကြောင်းကိုသိတာကိုပြောတာနော်အဲ့တော့ခန္ဓာကိုယ်ကြီးအကြောင်းကိုစပြီးတော့မြတ်စွာဘုရားဝေဖန်တာမျက်စိနာနာလျှာကိုယ်စိတ်ဆိုတဲ့ဒီအာယတနာ6ပါးအစု6စုကနေအဲ့ဒီရှုတော့ကနေချင်းကပ်ပြီးတော့ဝေဖန်ပါခန္ဓာ5ပါးရှုတော့ကဝေဖန်တာလည်းရှိတယ်နော်ရုပ်ဝေဒနာသင်္ညာသင်္ခါရဝိညာဉ်ဟုတ်လားအခုကပါတော့မျက်စိနာနာလျှာကိုယ်စိတ်ဒါလည်းပဲအစုအဝေးကြီးမတစ်ခုတော့6ခုဟုတ်လားအဲ့ဒီမှာမျက်စိကစပြီးတော့မေးတယ်နော်စက္ကုံဝါနေစက္ကုံနေဆံဝါအာနေဆံဝါဒီအာနေဆံဗန်ဒီကြားဟုတ်မှာနော်ဒီစကားလေးတွေအနတ္တလက္ခဏာတော့မျက်စိကမြဲတဲ့တရားလားမမြဲတဲ့တရားလားလို့မမြဲပါဘူးဗျာဟောယမနာနေဆံဒုက္ခဝါတံဒုက္ခဝါဒီဒုက္ခဗန်ဒီဟောမမြဲတဲ့တရားဆင်းရဲလားချမ်းသာလားအခုချင်းစစ်တယ်နော်မြတ်စွာဘုရားမမြဲဘူးဆိုမှတော့ဒါအကောင်းမဟုတ်ဘူးပေါ့နော်ဆင်းရဲတယ်ပေါ့ယမနာနေဆံဒုက္ခဝိရိနာမဓမ္မကလန္တုတံသမနုပတိတံဧတမမဧသောဟမတမိဧသောမေအတ္တာတိနောဟေတံဗန္တိရတယ်မို့လားဒီစကားလေးတွေအနတ္တလက္ခဏာတုတ်နော်မမြဲသောဆင်းရဲသောဖောက်လွဲဖောက်ပြန်ဖြစ်တတ်သောဒီမျက်စိကိုဒါဟာငါပဲဒါဟာငါဥစ္စာပဲဒါဟာငါအတ္တပဲလို့လွယ်မှာမှတ်ယူခြင်းကတင့်မှာမလားတဲ့မတင့်ပါဘူးပေါ့ဒီဟာလေးကိုပြန်ပြီးတော့ဘုံဘုံပြောမယ်နော်မျက်စိကိုအရင်ရှင်းတယ်ကိုယ့်အကိုအလုံးလုံးတဲ့ခါမှာလည်းအဲ့လိုလေးလှုပ်ကြည့်ခန္ဓာကိုယ်ကို6ပုံပုံပြီးတော့လှုပ်ကြည့်တပုံချင်းလှုပ်ကြည့်ဟုတ်လားမျက်စိကမမြဲဘူးဆိုရင်ကောင်းလားဆိုလားအဆိုးပေါ့ဆင်းရဲလားချမ်းသာလားဆင်းရဲပေါ့နော်မြဲလည်းမမြဲဘူးဆင်းလည်းဆင်းရဲတယ်ပေါက်လည်းပေါက်ပြန်လည်းဖြစ်တတ်တယ်ဆိုရင်ဒါကြီးကငါဟာပဲဒါကြီးကငါဥစ္စာပဲဒါငါအတ္တပဲလို့မှတ်ထင်စရာအကြောင်းမရှိဘူးတဲ့ဒါသဘာဝတရားတက်လို့နားလည်ရမှာအဲ့ဒါ6မျိုးလုံးမြတ်စွာဘုရားအသေးစိတ်သူ့ကိုရှင်းပြတယ်အဲ့လိုရှင်းပြပြီးတော့ဒီလိုသာမှန်မှန်ကန်ကန်သိမယ်ဆိုလို့ရှိရင်ဒီမျက်စိနာနာလျှာကိုယ်စိတ်လို့ဆိုတဲ့ဒီ6စုနဲ့စုဝေးထားတဲ့ဒီခန္ဓာရဲ့အပေါ်မှာဒီပုဂ္ဂိုလ်ဟာညီငွေလိမ့်မယ်ဆွဲမဲ့မှုကင်းလိမ့်မယ်လူရင်းပြောရရင်မဉ္ဇဉ်ပူညာရပဲနောက်ဆုံးရဟန္တာဖြစ်ပြီးတော့ငါလွတ်မြောက်သွားပြီနောက်ထပ်လှုပ်ရှားအလုပ်မရှိတော့ဘူးဒီထိသူဟာဆက်ရောက်သွားလိမ့်မယ်ပေါ့နော်အဲ့ဒါလိုလဲဟောလိုက်ရောအဲ့ဒီယဟန်တော်လေးကသောတပတိမေညာဆိုတဲ့ဉာဏ်အလင်းဓာတ်ကိုရတယ်တဲ့ယောဂလည်းပျောက်သွားပုံရပါတယ်ဟုတ်လားဒါဘုံဘုံတို့ပထမကိလနာတုတ်တံပေါ့နော်နောက်ဒုတိယကိလနာတုတ်တံကြတော့သူကအဲ့လိုပဲယဟန်ငယ်လေးတစ်ပါးပဲအတူတူပဲပုံစံတူကလေးပေါ့အဲ့ဒါမြတ်စွာဘုရားမထင်ရှားတဲ့ယဟန်ငယ်လေးတစ်ပါးမကျမ်းမာဖြစ်တယ်လာပင်တော့ကြွားသွားတယ်အဲ့ဒါဟိုရောက်တဲ့ခါကျတော့စောစောလိုပဲမေးတယ်သက်တာရဲ့လားမသက်တာဘူးဗျာ
ဒါနဲ့ရင်မင်းဘာစိတ်မချမ်းသာရှိတော့စိတ်မချမ်းသာမှုတွေတော့အများကြီးပဲဘာဖြစ်လို့စိတ်မချမ်းသာတာတော့သီလပျက်စီးလို့လားသီလနဲ့ပတ်သက်ပြီးတော့ကိုယ့်ကိုဆွဆွဲနေလားမဟုတ်ဘူးအဲ့လိုဆိုရင်ဘာကြောင့်တော့အဲ့ဒီမှာ तू ပြောတာလေးနည်းနည်းကွဲလွဲမှုရှိစောစောယဟန်လေးကတော့မြတ်စွာဘုရားတရားဟောတာဟာຢာကကင်းဖို့အတွက်ဟောတာလို့တပည့်တော်သိထားတယ်လို့ပြောခဲ့တာနော်အခုဒီယဟန်လေးကတော့ဗာပြောတော့မြတ်စွာဘုရားတရားဟောခဲ့တာတဲ့ဥပါဒံကင်းဖို့အတွက်တရားဟောခဲ့တာလို့တပည့်တော်နားလည်ထားတယ်တဲ့အစွဲဥပါဒံနဲ့ဟုတ်လားအစွဲဥပါဒံ၄မျိုးတောင်ရှိရဲ့နော်အဲ့ဒါလည်းပဲအသေးစိတ်ကလေးတရားတစ်ပုဒ်ဟောစရာကောင်းတယ်ဥပါဒံ၄ပါးဟုတ်လားမွေရနဲ့ဘာကိုကြိုက်ထားတယ်ဘလို့မှမလွတ်ဘူးအဲ့လိုပဲအာယုံစိတ်ကဖမ်းယူထားတာမလွတ်နိုင်ဘူးနော်ဥပါဒံရဲ့ဥပမာလေးကိုအဲ့လိုကျမ်းစာလေးထဲမှာပြောတယ်ဟုတ်လားအဲ့ဒီဥပါဒံကင်းဖို့အတွက်မြတ်စွာဘုရားတရားဟောတာလို့ပြီးတော့နားလည်ထားတယ်ဗျာအဲ့ဒီမှာဆက်ပြီးတော့မြတ်စွာဘုရားတာဓုခေါ်ပြီးတော့စောသောကဟောတယ်လို့ပဲနော်မျက်စိနာနာတရားကိုစိတ်ဟုတ်လားအဲ့ဒီထဲမှာတော့သူကဘာပို့သွားတော့ဆိုတော့နောက်မနောဝိညာဉ်မနောတံဖတ်တဒီစိတ်တွေကိုအကြောင်းပြုပြီးတော့စိတ်ထဲမှာဖြစ်လာတဲ့ခံစားမှုတွေအဲ့ဒါတွေကိုပါမြတ်စွာဘုရားအသေးသေးသူ့ကိုကြတော့ဟောတယ်အဲ့ဒီယဟန်လေးကတော့အဲ့ဒီလိုတရားလဲနာပြီးတော့သူကယဟန်နာဖြစ်သွားတယ်ဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့ဒါတွေကဘာတွေတော့လူရင်းပြန်ပြီးတော့ဆူနေချောင်းမဆူဖို့ကိုနာတော့လည်းပဲစိတ်မနာဖို့အကုန်လုံးလူရင်းပြန်ပြီးတော့ချုပ်လိုက်လို့ရှိရင်ဘာတွေ့ရတော့ဧတံမမဧသောဟမသမိဧသောမေအတ္တနောဟိတံပန်းနေအဲ့ဒီအမြင်ရှိရဧတံမမဧသောဟမသမိဧသောမေအတ္တဆိုတော့ဘာပြောရတော့ဒါဟာငါပဲဒါဟာငါဥစ္စာပဲဒါဟာငါအတ္တပဲလို့မှားယွင်းတဲ့မှတ်ထင်ဆွဲလန်းမှုတွေဟုတ်လားအဲ့ဒါလို့ဘုံဘုံတို့မှတ်ထင်ဆွဲလန်းခြင်းကတင့်မလားမတင့်ဘူးနေတံမမနေသောဟမသမိနမေသောအတ္တဆန့်ကျင်ပဲနော်ဒီပါဠိလေးတွေကြားဦးတယ်မဟုတ်လားဒါတွေကအလွန်အရေးပါတဲ့စကားလုံးတွေဖြစ်တဲ့အတွက်ကြောင့်ကျွမ်းကျင်တဲ့တယ်လို့ဘုံဘုံထင်တယ်ဟုတ်လားနေတံမမနေသောဟမသမိနမေသောအတ္တဒါဟာငါဥစ္စာမဟုတ်ဘူးဒါဟာငါမဟုတ်ဘူးဒါဟာငါအတ္တမဟုတ်ဘူးဒါဆိုရင်ဘာလဲဒါတွေဟာသူကသူအကြောင်းကျိုးဆက်ဆက်ပြီးတော့ဖြစ်နေတဲ့သဘာဝတရားတသက်ပဲဟုတ်လားအဲ့ဒီဟာကိုဘုံဘုံတို့အမြင်ရှင်းအောင်ဘာလုပ်ရမှာတော့စူးစမ်းရမယ်စူးစမ်းတဲ့နေရာမှာနှစ်ပိုင်းရှိမယ်ပေါ့နော်အနည်းဆုံးဘယ်လိုစူးစမ်းမလို့ပထမဦးစွာနားလည်အောင်အရင်သင်ယူဖို့လေ့လာဖို့လိုတယ်နော်နားလည်အောင်သင်ယူရမယ်လေ့လာမယ်ပြီးရင်ဘာလုပ်ရမလို့လေ့ကျင့်ရမယ်နှစ်ပိုင်းရှိရနော်အခုသင်ယူတဲ့အပိုင်းကိုလောက်ရလဲရောက်တယ်သင်ယူနေရင်းနဲ့ကိုပဲကိုယ်စိတ်ကကိုယ်ခန္ဓာမှာဒါကိုအာယုံပြုပြီးတော့ဟုတ်တယ်လို့စဉ်းကျင်သုံးသပ်နေမယ်ဆိုရင်လေ့ကျင့်တဲ့အပိုင်းကိုလောက်ရမရောက်ဘူးလားအဲ့ဒါဘုံဘုံစိတ်ထဲမှာဖြစ်စီနေတာအဲ့ဒါမျိုးလေးပေါ့။မကျမ်းမာအေးရတဲ့လဲနေတဲ့အနေအထားမျိုးမှာခုလိုတရားလေးနာရတယ်။တရားနာရင်းနဲ့သူအလုပ်လုပ်ပြီးသားဖြစ်တယ်ပေါ့။ဟုတ်တယ်မဟုတ်လား။ပွားများတဲ့အလုပ်ကိုသူလုပ်ပြီးသားဖြစ်မလို့ထင်တယ်။ဥမာစောစောပြောခဲ့တဲ့သင်ညာ12မျိုးအသေးစိတ်ကလေးပေါ့။အသေးစိတ်ပြောထားတဲ့တရားလေးတွေလည်းရှားဖွေးပြီးတော့နာသင့်တယ်ပေါ့။ဒါပြောခဲ့တာတွေအကုန်လုံးပြန်ပြီးတော့ဘုံဘုံတို့အနှစ်ချုပ်ကြည့်မယ်ဆိုရင်ဘာတွေတွေ့ရမလို့။နော်ပြောခဲ့တာတွေအကုန်ပြန်ပြီးတော့နှစ်ချုပ်ကြည့်မယ်နော်။မကျမ်းမာတဲ့ပုံကိုယ်တွေနော်မကျမ်းမာနေတဲ့အချိန်မှာနှလုံးသွင်းဆင်ခြင်စရာကောင်းတဲ့တရားတစ်ပုဒ်မကျမ်းမာတဲ့ပုဂ္ဂိုလ်တွေအတွက်ကြီးရည်ရွယ်တာတော့မဟုတ်ဘူးနော်ကျမ်းမာတဲ့ပုဂ္ဂိုလ်တွေအတွက်လည်းပဲရည်ရွယ်တယ်ဘာကြောင့်လဲကျမ်းမာတဲ့ပုဂ္ဂိုလ်တွေလည်းပဲတစ်ချိန်မှမဖြစ်ကြမှာတော့တေချာပေါက်ဖြစ်ကိုဖြစ်မယ်ဟုတ်လားဖြစ်လာတဲ့အချိန်မှာကိုယ်မှကြိုတင်ပြင်ဆင်မှုမရှိဘူးဆိုလို့ရှိရင်ဒါစနေရဲရင်ဆိုင်ကြရမယ်ကိုယ်လည်းနာတယ်စိတ်လည်းနာတယ်နော်ဆူနှချောင်းဆူတယ်ဒီစကလုံးတွေကိုကိုယ့်ရဲ့စိတ်ထဲမှာထက်ခါတလဲလဲအမှတ်ရနေသင့်တယ်ငါတစ်ချိန်ကြာမှဆူနှချောင်းဆူတဲ့အဖြစ်မျိုးကိုမရောက်အောင်နော်ကိုယ်လည်းနာစိတ်လည်းနာပင်ပန်းဆင်းရဲကြီးစွာအဲ့ဒီချိန်မှာငွေကြီးကလည်းအာကိုစရာမဟုတ်ဘူးနော်ဘေးမှာရှိနေတဲ့အတိုင်းဝိုင်းကလည်းအာကိုစရာမဟုတ်ဘူးကိုယ့်အကိုတည်တည်ငြိမ်ငြိမ်နေနိုင်မှပဲကိုယ့်အကိုအဆင်ပြေမှာပဲလောကကြီးကတကယ်တမ်းကအလွန်မှဒစိမ့်ဆန်ဒါကြောင့်မြတ်စွာဘုရားပရတော်ဒစိမ့်ပြင်းပြင်းပဲလို့မြင်ရမယ်လို့ဘာဝနာတရားတစ်မျိုးအနေနဲ့တောင်ဟောတယ်ဘယ်သူမှဘာမှတကယ်တမ်းကကုညီလို့ရတာမဟုတ်ရတယ်ဆိုတာကအပေါ်ယံလေးပဲဟုတ်လားတကယ်ကိုယ်စိတ်ထဲမှာဖြစ်နေတဲ့ပြဿနာကိုယ့်အကိုဖြေရှင်းတတ်မှလင်းမှာနော်အဲ့တော့ကိုယ့်အကိုဖြေရှင်းတတ်ဖို့အတွက်ဘုံဘုံတို့ကအချိန်ယူပြီးတော့မလေ့ကျင့်ဘူးမလေ့လာဘူးမသင်ယူဘူးဒါကိုဘုံဘုံတို့အလုပ်တစ်ခုအနေနဲ့မလုပ်ဘူးဆိုရင်ဘယ်နည်းနဲ့မှအားကိုးလောက်တဲ့အဆင့်ထိရောက်အောင်သူတော်ကောင်းတရားကိုသိတဲ့အသိဉာဏ်ဟာမရနိုင်အဲ့ဒါကိုဘုံဘုံတို့ကလုပ်ကိုလုပ်ရမယ်အလုပ်တစ်ခုဆိုတဲ့ခံယူချက်နဲ့မလုပ်ကြမှာတော့ကြိုးစားရမယ်ဒါကြောင့်မကျမ်းမာတဲ့ပုဂ္ဂိုလ်တွေအတွက်အဓိကရည်ရွယ်တယ်လို့ဆိုတော့လည်းပဲမကျမ်းမမာဖြစ်လက်တဲ့ပုဂ္ဂိုလ်တွေအတွက်လည်းပဲအဓိကရည်ရွယ်တယ်လို့ပြောလို့မရဘူးလားရတယ်
အဲ့လိုဖြစ်လာတဲ့အချိန်မှာဘုန်းတို့တွေဘာလုပ်ကြမလို့ဂိရိမာနန္ဒသုတ်တန်နဲ့ကိလနာသုတ်တန်တစ်ခုမှလာရှိတဲ့တင်ညာတွေပေါင်းလိုက်ရင်ဘယ်နှမျိုးရှိတော့12မျိုးအဲ့ဒါကိုဘာလုပ်ထားမလို့လေ့ကျက်ထားရမယ်လေ့လာထားရမယ်ကျွမ်းကျင်အောင်လုပ်ထားရမယ်နေစာတင်ညာနတ္တတင်ညာအတုပတင်ညာအာရိနဝတင်ညာပဟာနာတင်ညာဝိရာဂတင်ညာဤဒေါရတင်ညာတပ္ပလောကိအနာပိတ္တတင်ညာတပ္ပသင်္ခါရိတုအနိစ္စတင်ညာအာနာပါနတတိ10မျိုးဟုတ်လားနောက်ဘုံတို့အာဟာရိပရိကူလတင်ညာနဲ့မရဏတင်ညာနှစ်ပါးပေါင်းထည့်ရင်တင်ညာ12မျိုးဒါတွေကိုကိုယ့်ရဲ့စိတ်ထဲကပြီးပြီးပြင်းပြင်းကျွမ်းကျွမ်းကျင်ကျင်နားလေအောင်အရင်သင်ယူပြီးတော့မလုပ်ထားဘူးလေ့ကျင့်ထားရမယ်ရည်ရွယ်ချက်ကဘာလဲဘဝကဒါပဲဆိုတဲ့အမြင်ပေါ့မှန်မှန်ကန်ကန်ဒါတွေပဲဒီလိုဟာမျိုးတွေပဲလို့သိဖို့ဟုတ်တယ်မို့လားနောက်ပြီးတော့ဘုန်းဘုန်းတို့ဗာဆက်ပြောတော့ဘုဇင်9ပါးမပြောရင်မဖြစ်တဲ့ယောဂဝိရဏနဲ့ပတ်သက်ရင်မပြောရင်မဖြစ်တဲ့အရေးပါတဲ့ဒေသနာတစ်ပုဒ်နော်တတိပဋ္ဌာန်တရားပွားများခြင်းအဖြစ်မရနိုင်ဘူးလားရနိုင်တယ်တတိယဓမ္မဝိဇ္ဇာယဝိရိယယပီတိယပတ္တိယသမာဓိယဥပေက္ခယဘုဇင်တရားတွေဟာတကယ်လွတ်မြောက်ကြောင်းတရားတွေပါလားချမ်းသာကြောင်းတရားတွေပါလားအသိဉာဏ်တိုးကြောင်းတရားတွေပါလားလို့ဒီတရားရဲ့ပုံမှာပီတိဖြစ်မယ်ဆိုလို့ရှိရင်အဲ့ဒီပီတိကယောဂကိုကုစားနိုင်တဲ့အစွမ်းရှိနေတယ်ဒါတာမန်ယောဂလောက်ဆိုရင်ပျောက်သွားနိုင်တဲ့အနေအထားမျိုးပေါ့ဟုတ်လားအဲ့ဒါပြီးတော့ဘုန်းဘုရားဆက်ပြောတော့ယဟန်တော်လေးနှစ်ပါးအကြောင်းပြောတယ်နော်မြတ်စွာဘုရားတရားဟောခဲ့တာသီလစင်ကြယ်ဖို့အတွက်အဓိကဟောခဲ့တာလို့တပည့်တော်မသိဘူးဘလို့သိတော့ပထမတစ်ပါးရှားကကင်းဖို့အတွက်တရားဟောခဲ့တာလို့သူသိတယ်ဒုတိယတစ်ပါးဘာပြောတော့ဥပါဒံကင်းဖို့အတွက်တရားဟောခဲ့တာလို့သူသိတယ်အဲ့ဒီမှာမြတ်စွာဘုရားအဲ့လိုဆိုဟုတ်ပြီဆိုပြီးတော့ခန္ဓာကိုယ်ကြီးကို6ပုံပုံပြီးတော့ဟောလိုက်တယ်နော်မမြဲတဲ့တရားလားမြဲတဲ့တရားလားမမြဲတဲ့တရားဒါဆိုရင်ဆင်းရဲလားချမ်းသာလားဆင်းရဲတဲ့တရားမမြဲသောဆင်းရဲသောဖောက်လွဲဖောက်ပြန်ဖြစ်တတ်သောတရားကိုဒါဟာငါပဲငါဥစ္စာပဲငါအတ္တပဲလို့လှုပ်တဲ့သလားတဲ့မလှုပ်တဲ့ဘူးတဲ့ဟောအကြောင်းအကျိုးဆိုက်အောင်ပြောတာနော်မြတ်စွာဘုရားအဲ့ဒါလိုလဲဟောလိုက်ရောပထမယဟန်တော်လေးကသောတာပန်ဖြစ်တယ်ဒုတိယယဟန်တော်လေးကယဟန္တာဖြစ်တယ်ဆိုတာဒါကိလနာသုတ်တန်နှစ်ပုဒ်ဟုတ်လားအဲ့ဒါဘုံဘုံတို့လိုရင်းပြန်ပြီးတော့ချုပ်မယ်ဆိုလို့ရှိရင်ဒီခန္ဓာကြီးရဲ့အကြောင်းကိုပဲရှုတော့မျိုးစုံကနေပြီးတော့အမှန်အကန်သိအောင်နားလည်အောင်ဘုံဘုံတို့ကြိုးစားကြဖို့နော်အဓိကကတော့တလုံးနဲ့ကောက်ချက်ဆွဲမယ်ဆိုရင်တော့အနိစ္စလို့ဆိုနိုင်ပါတယ်ဟုတ်လားကောင်းမွန်တာပဲဖြစ်ဖြစ်ဆိုးရတာပဲဖြစ်ဖြစ်ဘယ်တွေ့ကြုံပဲဖြစ်ဖြစ်အနိစ္စစက်ရဲ့ဝါမျိုးချင်းကိုခံရတာပဲတောက်လျှောက်ပြောက်လိုက်နေတဲ့တရားပဲအဲ့ဒါကိုအဲ့ဒီအမြင်မှန်ကိုဘုံဘုံတို့ကျွမ်းကျင်တဲ့ကျွမ်းကျင်အောင်ကိုယ့်အကိုမလုပ်နေတော့လေ့ကျင့်နေဖို့လိုတယ်ဟုတ်လားကျွမ်းကျင်တဲ့ကျွမ်းကျင်အောင်ဘယ်လိုလေ့ကျင့်မလို့ပြစ္ဆုတ်ပန်တိုင်းမှာစိတ်ကလေးကိုနားလည်နိုင်အောင်ကြိုးစားပြစ္ဆုတ်ပန်တိုင်းမှာဖြစ်နေတဲ့တရားလေးတွေရဲ့အပေါ်မှာစိတ်ကိုနော်ရက်တည်နိုင်အောင်ကြိုးစားပါနော်စိတ်ကိုအတိတ်ကိုလည်းပဲပြန်ပြီးတော့မကြံရစ်စေပဲနဲ့လဲထွက်မသွားစေပဲနဲ့အနာဂတ်ကိုကြိုးပြီးတော့ဆန္ဒဆွဲပြီးတော့ရောက်နေတာမျိုးလည်းမဟုတ်ဘဲနဲ့အခုဘာဖြစ်နေလဲအခုဘာဖြစ်နေလဲအဲ့ဒီဖြစ်နေတာလေးရဲ့အပေါ်မှာစိတ်ကလေးနော်တိပြီးတော့နေတဲ့အလေးအကျင့်ပေါ့ဟုတ်လားအဲ့ဒါကိုဘုန်းဘုန်းတို့ကျွမ်းကျင်အောင်လေ့ကျင့်မယ်ဆိုလို့ရှိရင်ဒီဖြစ်ချင်းတရားတကယ်ကိုပဲမြတ်စွာဘုရားဟောတဲ့အတိုင်းတောက်လျှောက်ပြောက်လိုက်နေတဲ့တရားပါလားတကယ်ကအစ်စ်နဲ့အစားထိုးပြီးတော့တောက်လျှောက်ဖြစ်နေတဲ့သဘောပါလားတောက်လျှောက်ဖြစ်တောက်လျှောက်ပြက်နေတဲ့သဘောပါလားလို့သိရင်အဲ့ဒါပါတော့အိဋ္ဌတင်ညာအိဋ္ဌအဲ့ဒီအိဋ္ဌတစ်လုံးကိုသာပိုင်ပိုင်နိုင်နိုင်ကျွမ်းကျင်အောင်လုပ်မယ်ဆိုရင်စောစောကပြောခဲ့တဲ့နော်ဒါဟာငါပဲဒါဟာငါဥစ္စာပဲလို့ဆိုတဲ့မှားယွင်းတဲ့အမြင်တွေဟာမဖြစ်သွားမှာလို့နဲပါးရမှတစ်ဆင့်နောက်ဆုံးကြောက်ွယ်သွားမယ်အဲ့ဒါလို့ဆိုရင်စူးနှချောင်းမစူးတော့ဘူးပေါ့နော်အဲ့လိုဆိုရင်ကိုနာတော်လည်းပဲစိတ်မနာဘူးပေါ့အဲ့လိုမှဘုံဘုံတို့တွေကမှန်မှန်ကန်ကန်လေးလာသင်ရင်မှုလည်းမရှိဘူးလေ့ကျင့်အထောက်မှုလည်းမရှိဘူးဆိုရင်တော့တွေ့လာတဲ့အချိန်မှာဘာဖြစ်မလဲတော့မျက်နှာငယ်ရမှာပဲငိုရယိုရမှာပဲနော်အဲ့ဒီအချိန်ကြတော့မှဘုံဘုံတို့ရှာမယ်ဆိုရင်ထင်တဲ့လောက်ကြီးလွယ်မှာမဟုတ်ဘူးနော်ဒါအကျိုးတင်ပြီးတော့ပြင်ဆင်တာဖို့လိုတယ်ဟိုတနေ့ကထွက်ခေါ်သွားမိသူများအတွက်ဆိုတဲ့တရားထဲမှာတော့ဘုံဘုံပြောခဲ့တယ်လေဝိပုစလောဘုရားကြီးကိုတေဂာနိကြမှာကောင်းတဲ့စိတ်ကလေးဖြစ်အောင်လုပ်ပြီးတော့အစဉ်ပြေပြေသေးသွားရင်ဟောအစဉ်မပြေဘူးလားလို့မေးလို့ဆရာကြီးကနော်ထမင်းပဲချိန်စားလဲထမင်းပဲချိန်ချက်လဲဆိုတဲ့ဥပမာပေးတာမှတ်မိမလားမသိဘူးဟုတ်လားထမင်းဆိုတာမစားခင်ကစားကြက်အောင်မလုပ်တာတော့ချက်တာလားစားမှချက်မယ်ဆိုလို့ရမလားမရဘူးနော်အဲ့တော့လိုအပ်လာမှရှာမယ်ဆိုရင်အစဉ်ပြေမှာမဟုတ်ဟုတ်လားတိုးတော့ဘုံဘုံတို့တွေကအမေကြီးမေ့ပြီးတော့နေကြတာများတဲ့အတွက်ကြောင့်တကယ်ဖြစ်လာပြီဆိုရင်အများစုဟာအရှင်မပြေရတာပဲများတယ်ဒါဒီပြင်အရာတွေနဲ့ငွေကြေးနဲ့အတိုင်းဝိုင်းနဲ့ဖြည့်ရှင်းလို့ပြည်လည်နိုင်တဲ့ကိစ္စမဟုတ်ဘူးအဲ့ဒါကအဲ့ဒီကိစ္စတက္ကဏဟုတ်လားအခုဘုံဘုံပြောနေတာပဲကိုယ်စိတ်ထဲမှာဖြစ်နေတဲ့ကြီးကျယ်တဲ့ပြဿနာကိုပြောနေတာဟုတ်လားအဲ့ဒီကြီးကျယ်တဲ့ပြဿနာကိုဘုံတို့ဘာလုပ်ရမလဲ
ရှင်းဖို့အတွက်မှားယွင်းမှုတွေကိုဘာလို့အောင်လို့ရှင်းထုတ်နိုင်ရခုပြောခဲ့တာဒီအကုန်လုံးကိုစဉ်းစားကြည့်ရင်မှန်ကန်အောင်ကြိုးစားနေတာလို့ပြောလို့ရတယ်လို့မှားယွင်းမှုကိုတစတစနင်းနေသွားအောင်ဖယ်ပြစ်နေတာလို့လည်းပြောလို့မရဘူးလားတရားအထုတ်တယ်ဆိုတာအမှန်သိအောင်လုပ်နေရရောက်တယ်လို့အမှားသိတွေကိုလည်းဖယ်ပြစ်နေရရောက်တယ်အမှားတွေကိုဖယ်နေတဲ့အလုပ်ကိုလုပ်ရရောက်တယ်လို့ပြောလို့မရဘူးလားအဲ့ဒါကိုလည်းဘုံဘုံကနားလည်စေချင်တာဟုတ်လားဆိုကြပါစို့သိချင်းတရားကိုစဉ်းစားလို့ရှိရင်ငါအမြဲတမ်းရှင်းတန်းနေရလိမ့်မယ်ဆိုတဲ့အထင်မှားကြီးကိုဖယ်နေတာပဲလေအတုပကိုစဉ်းစားမယ်ဆိုရင်သူပါတင့်တယ်ဆိုတဲ့အထင်မှားကိုဘုံဘုံတို့ဘာလုပ်နေတာတော့ဖယ်နေတာပဲလေအနိစ္စကိုပွားများမယ်ဆိုလို့ရှိရင်ကိုယ့်အခိုင်အမြဲတမ်းဒီတိုင်းမဲလို့ထင်နေတဲ့အမြင်မှားကြီးနိစ္စပေါ့နော်အဲ့ဒီအမြင်ကိုဘုံဘုံတို့ဘာလုပ်နော်ဖယ်နေရရောက်တယ်ဆန့်ကျင်ဘက်လေးတွေတွေးတတ်ဖို့လိုတယ်နော်အမှန်ကိုစဉ်းစားဆင်ခြင်တာအမှားကိုဖယ်နေတာအဲ့တော့ဘုံဘုံတို့ဘဝမှာစိတ်တွေဆင်းရဲတယ်ဆိုတာအဲ့ဒီအမှားကြောင့်စိတ်ဆင်းရဲနေတာအဲ့တော့ဒီအမှန်ကိုသိအောင်လုပ်တဲ့အလုပ်ကဒီအမှားကိုဖယ်ရရောက်တဲ့အတွက်ကြောင့်အမှားကြောင့်ဖြစ်တဲ့ဆင်းရဲမှုကိုပါတခါတည်းဖယ်ပြီးသားဖြစ်သွားတာဒါကြောင့်တရားသိလေးယောဂဝိဒနာဖြစ်တဲ့အချိန်မှာဒီလိုကသိတာလေးထင်ရှားလေးပဲသူကအေးဆေးသေးပဲတရားသိမသိဆိုတာဘုံဘုံတို့အဲ့ဒါယောဂဝိဒနာနှိမ့်ဆက်တဲ့အချိန်မှာဒါမှတ်ကြောက်တင်မဲ့အနေအထားတစ်ခုလို့ဘုံဘုံထင်တယ်နော်အထူးသဖြင့်သိချင်းတရားနဲ့တွေ့တဲ့အခါမှာတော့ပို့ပြီးတော့သိတာနိုင်တယ်ထင်ရှားနိုင်တယ်ပေါ့ဟုတ်လားဒါကြောင့်ဘုံဘုံတို့နာလာတဲ့အချိန်မှာမသေးကောင်ပေါင်းလည်းဖြစ်လာတဲ့အချိန်မှာကိုတောင်တနဲ့မပူလောင်ရလေအောင်မနာမီမသေးမီအချိန်ရှိတဲ့အခိုက်အတန့်မှာဘုံတို့ဘာလို့ဖို့လို့တော့ကြိုးစားအထောက်ဖို့လိုတယ်ဟုတ်လားဒါကြောင့်ဒီကနေ့ဒါမချမ်းပါသူများအတွက်ဆိုပြီးတော့ဘုံတို့ပြောလိုက်တာတော့တဏှာကြီးတော့ကြောသွားပြီထင်တယ်နော်အဲ့လိုဆိုလို့ချင်းဘုံတို့ဒီကနေ့ကိုယ်ခန္ဓာကိုယ်ကြီးနဲ့ပတ်သက်ပြီးတော့အမှန်ကန်သိမြင်နားလည်မှုရှိအောင်ကြိုးစားအထောက်ခြင်းဟာမချမ်းပါတဲ့အချိန်မှာချမ်းသာနေနိုင်ဖို့မှန်ကန်တဲ့အလုပ်ကိုလုပ်ရရောက်တယ်ဆိုတဲ့လိုရင်းအချက်ကလေးကိုမှတ်ပြီးတော့ဒီကနေ့ကြိုးစားအထောက်ကြရတဲ့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုံဉ္ဇဉ်မျက်နှိပ်ပံကိုတင်မြန်ထုတ်ချောက်မျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း